ဒါလတာပွဲကစားပပါရွာစီဘလူနာဒိုမာနီနော်နေပွားနဆွေပွားနဆွပွားလဘတာတမှုအတန်လေခေါပလို့ပူလောမေတ္တမေလကစားပမာတမနုမတသေးတနေပါနေပေါ်လောလောပွဲလောဆောက်တော်နာရီပတာခုဒိုမလဘနေပါကတော့တာခွဲလက်စားဟေပွားပကပါဖို့တော့ပတာဘူထောဘာတော့ဘာကစားရွာရေလို့ကိုပါပတာတော့စားတော့ပိုစေကတော့တဟညာဤပဖုံဖူခွာဘတော့ပွဲဖို့စီတေတဖာတပလာကျိုအတာရတာကလေတော့တတမီလာလာလဘကချိဖလာတတမီလာလာလကတော်တော်ပကနာဟုပါအော်ဤကမေတာလဟဲခေါပလို့တာလကစားခုတော့ပါလကတော့ခရမဲမတ်ကိုတာကိုကတဲ့ပွဲလကကတိုဟီဘာပွဲတေတဖာမီကေပပူဒေမူတရာမူလာဘလစနိုမီခုတော့ပပူတေတဖာလကတုကလေကွာထရက်ဆက်ဘောကဟာတော့ဒါအပေါ်လောခဲလခုတော့ line connection မေဦးဟီလောအာလောစုစာစုဘူးလောရွာပစာဆွေကေကီယမေတာပေါ်လောတမီလလာခုတော့ပါလကမတ်ကိုတာကိုကတဲ့တော့တာခဲလေခဲစေမောကမေလေရွာအလာကပေါ်အောမဆလာပွားတကေပေါဥတော်ပွားလဘတာရတာကလေတော့တကတော်ညာစေကုန်နေတကေမေတ္တမေလေကစားခုတော့ပမာတာမနုမတသေးတနေပါနေပေါ်လောစေကုန်နေလောပလန်တမ်ဆောစီမာတာလပွဲကိုဒီနောက်ကတဲ့ဘူးဆွေကေရွာအပွားကိုမူဆွေကေစာဖုံပွားကိုကတဲ့လတုပုတဆုစာခတိမညာလတုလတတော်လတမေတာတော်နော်စာကမပွေနေတာလအလိုတေတဖာပပကေပွဲကိုကတဲ့ပချောင်းမူဒီတမ်ဘတ်စာတတုပတာရီတိုနော်တမီပါတလခရီမီဟိုခေတော့စိပုစာကွဲမှုစာဟီလောအလောတာခဲတယ်စုစာစုပုလက်စာလာကပေါ်လောတိုင်ပပတာဘူးဆောဆွေရွာပကစာအာမေဒါဘလူဒိုမနီလောဒါညိုင်းနေတခုလဘဆတ်တော်ဒီပတာရတာကလေးဒီဘာနေတော့ပို့တော့ဖိုးတဆာတေတဖာပပူတဆာတေတဖာလောအဝဲတေတဖာကတော့ခရမဲနေပွာလောဒါတဝစီတော်ဘရက်ဆာရွာနေလောအခုတော့တေလောကေတာဆကတော့လောဖိုးတဆာတေတဖာစုပူလောကတော့ခရမဲနေပွာလောဒါဘူတာဘာခေါပလောဒါစီတော်ဘရက်ဆာရွာအကောနေလောဒါဘလူဒိုမနီလောဟာလေကိုအတဲ့တပူတို့မနေလို့ထိုင်ရအိတ်တခုလည်းပကလေးဒီလေတပူတပါတာရကလေးနေပါတော့ပကတောက်ဝစီထော်ပဒဆူကစားရွာလဲအစိုးနေလို့တော့ထိုင်ရအိတ်ဒီပဒတောက်ဝပွန်းနေဝရခီယူနေလို့တတောက်ဝတတူဒီနေခုတော်မြေဝရတပ်ပင်တော့စီဘလူရွာတကြီးနေလို့တော့ခေကညပါလဲရွာပေါ်ကိုမြူတကတော့ကိုတီနော်ကတဲ့ပစက်ထမင်းနေပစက်ထမင်းသေးနေတော့ပကကဆက်ထတော့တောက်ဝစီထော်ပဒတူကစားရွာလဲတတတဖလို့ခေါ်အပူနေတကြီး
တဝခိတယူအခုတော်မီဝဒတာဒိုဆာရွာနေလော
W တို့မှာလတနိညာရဲ့အကြောင်းမူနိုတော့ပွားတော့တနိညာလက်ထပ်ဘူးတာဘာတကတော့လေတာကြီးပါဟို W တို့မှာထာညိုက်စီကိုလပတာတဝစီထောပဒနာပူစီကိုနိုတော့ပွားဟို W တို့မှာနေလို့ပတာဝစီထောပဒနာရွဖြောတိတဖာဤကမီတလူလမူလထဘစုကဆောက်တော့ကဲလို့ဆိုနေကြပါလတာဂီတာဘာတာစုခလေတဆွေးဆွာလပွဲကတိပဲဝမစရကီတကတိပါဆွေးပါစီကိုဒီပေါ်လဒီတာတော့ကိုတီနောတဲ့ကပွဲတော့တိုက်တာဘာတာစုခလေတော့ခဆုညာတောင်မူကမလာပေါ်ပါဒီကစားအနေဒူနေဒီလောတိပဲဝမစရကီတကတိပါကစားလောတတဝစီထောပဒနာဝိလောခိတော့ကိုစီကိုတော့တဘူတာဘာတာကလေဆိုပါစေကောဒီဖိုးစီတီတဖာလောကရှိနေတာဆော့တော်တာကလည်းတဟညာဤတော့တရာတရာမြတီတဖာတရာတော့ကိုတီနောဝတဲ့ကပွဲတော့နခိုးကြီးဘာနော်တာကြီးဘာထာညိုက်တလောဝတ်တေကိဟိထောတမီတော့ကိုမီတဲ့ကမီတလဲဟခောပတာလောကဆာဦးတကတိပါဆိုပါစေကောပတရာလခေခောဟိနောပွားလောကဟိဟိဘာပွဲတာတော့ကိုတီနောဝတဲ့စေကောကဆာဆွေးဆူဝါတေဝစေကောမဆွေတကိဆိုပါစေကောဒီစဖောကဟာလောကဘာတာသူဆွဲတမီတော့ကိုမီတဲ့တခလတာဘာတာဘာလောဘာဆာကိုဝစေကောမဆွေတကိဥဒဘလဘတာဘူတာဘာတော့ကတော့ညာဤခောချိခတာကတကလေတာကြီးဝဲကောမစရကီလခရီးစာမီခိုဘခိနာဒဘကွမီဆုနာလတိုင်ပါရောလမခိုအမေ W တို့မနီလောခေပေလောကီတာစကုတော်လပပလစင်နောစီဘူးနီလောကလူလောပပလစင်နောဟိနေဒီအလောမနီတော့ပကလေဆိုလက်တဘောဘာတင်ညာတေတဖာနီလောမခိနီဟာခောဇန်နဝါရီတခေါနေပို့တော့တမလုကစားကလူထားတမီတာတော့ကိုနွေတဲ့မခိနီဟာခောပကွဲမှုပါသူဘောတဆာတေတဖာကိုဒီနောကတဲ့စေကောနီလောဒါလောနေမြေဝဲတာဖဲဒါလောလတရအပူနီလောတော့မူယနီဟာခောမခုနီဟာခောဇန်နဝါရီတခေါဆက်တော့စေကောပို့တော့တတုကလေကြော့တတူတဆာတေတဖာလောတော့ပဒိုပွဲလက်တဟဲဒီတေတဖာစေကောဟဲတော့မလာပေါ်တကိုကစားရွာအမေတာဒုတေနောတကိုလိုပတာစေကောနီလောနွေလည်းကဟဲမြေဝဲတာဖုတ်တာအမူနီနီလောအခုတော့ပကွဲမှုပါဖုံဖိုခွာဖုတ်တဆာဖုတ်စီတေတဖာကိုဒီနောကတဲ့လာအမေဖိုးတေတဖာကိုကတဲ့လာဟဲတော့ပုတ်ကိုဘတ်ကိုရွာတော့မိုးပါတေတဖာကတော့ခရမဲမာတကိုတာလောတာစရရွာအပွားဝမူလာတာဟေဟေဘာဖုံဖိုခွာတေတဖာတော့ဖိုးစီဖုံမူဖိုခွာဖုတ်တာတေတဖာစေကောကမာတကိုတာလောဟာကောကလစကရအတဘူတာဘာအစကတော့စေကောနီလောတော့ပစီဘလူဘာပဒါညာဤပလကတော့ခရမဲမာတကိုတာကိုဒီနောကတဲ့လောလောဆောဆောပစီဘလူဘာပဝဲခွာကွန်တူလာဝဲတာကဟေဟေဘာပဖမှုဖိုခွာပဖိုစီတီတဖာတော့ပွဲကိုကတဲ့ခေါပလတာကတိုဟေဟေဘာတီတဖာအခုတော့ပစီဘလူဆိုပါပဝဲတရာဒုနောမာလာဟေပွားတာစကတော့ဟဲ့ဥဒကိုပွားလာဟာကလစကရတာဘူတာဘာတီတူဤခုနီလောတော့တာစကတော့လေဥလောတေတီတဖာလူနေပဒိုအလောကေလာတဟညာဤပွားပလောစေနောလာမေပပူဒေမူတရာမူအစ္စန်ဒီအစုပူလောလောပပွဲလောဝဒကတုကလေကေတာအဝစေကောနီလောတမ်လူဒိုမာနီလောဟယ်လိုဝီကိုအတဲ့စီလူဘတ်ဆိုင်ရလာတဟအိပချီဘာပဒိုပေတိဖာလဟေဘူးကိုဘတ်ကိုရွာဒေါ်မီစီကိုဝဒါယူကလီလီအန်ဗိုလင်တော့တူတာဒီတာတိုလိုတာပလာချိုစီလူဘတ်တူကိုအတဲ့လသူဟေဘူးကိုဘတ်ကိုရွာဒေါ်ဟေမခီမာလာစီကိုတာပလာချိုတို့လိုက်ခူတာနေလောအခေဆိုနေပွဲကိုရတဲ့ပကရုတကိုကလစ်စကရမထူလာမီဝဒါလီယိုဟာဆဒိုခောစပုတစခိနေလောလီယိုဟာဆဒိုခောစပုတစခိဒေါ်သူကတိညာတမီတာတော့ဒေါ်တမီတာတော့နေကမထုဖလေသူလောအခေအဆိုးကတော့နေပကနာဟုပါဒါတာဝီတယူတော့အခုတော့မီဝဒါ come into his presence နေလောတော့ကဘာဒါတာဝီစီထော့ဒရရွာလောဘူစီတော့အဝဲတီမီပါလအဒေတာတေတဖာတော့ပပီပီကဒင်းနေဝတာစီကောနေလောပကွဲမှုပါဘူစီကိုရတယ်နေလော ဟ
W တို့မှာလောစီလူပါဘူစီဖိုတိဖလာတာဝီစီထော့ဒရရွာတော့စီလူပါစေကောပတရမူတမီထူတော့ဖိဖိတိဖလာတော့ခုရမေတော့ဟိဆုနဲ့ကလေးဖိုတိဖာနီလောတော့လခိတနွီစေကောပကွဲမှုဆိုးပါပတော့ပွဲကိုရတဲ့လောကဟဲမီလောပဘူစီတိတဖိုင်လောဝဲတိကတာဝီစီထော့ဒရရွာခေါပလိုမီနီကန်ထတာလောခိတနွေမူထူတာဘာခုန်နေကွဲမှုဆိုပါတူကိုရတဲ့နီလောစီလူပါဘာကိုရတဲ့လောဟီထောကလူလောအမှုတို့မခုန်နေလောနော်ခိနေဘကရူတကိုလီဆော့စထရီတဆာလီဆော့စထရီတဆာနေဘာတိတေကမီဝဲတာပជីတရာမော်တိုနော်ကမီလီဆော့စထရီလာဆိုခိုလာတောင်မူပူနော်လဘတူပါတာဝဲတဆာနေလောမီဝဲတာလီမာတဲဆဒခုစပိုတစီတာဘကရူတကိုနေကေlima te saduhu sapota sita mebe khusoyo bom dota lutki dota kapa phuta ne tpha khela lo khaine bwe ko ade ko tawi sit thok trwa kamla tha tawi ato mi we da takya lui tha tawi ato takya lui no bakwe mu ba tra mu la atul we da yukli do to tu đó quê là cả hai uniform là đã hai cái chỉ bảo thì phải đó cái đó crew many qua là đã tao sẽ thâu rồi này đó
W တို့မှာလောပစီလူပါပတရာမူတေဖာလတော့ခရမေတော့ယောဘောမကိုရတယ်လို့တာဝီစီထော်ထရနေလောခိနေပကလဲဆူဒါဟေဟေဘာတော့တဟိုင်ဒီဘလကဟေဟေဘာပွားမိဝဒပជីတရာအောင်တူတော့ပခိကညာမစီကောလပတရာဒူကမတကူတာစီကောနေလော W တို့မှာနေလောဟာလေကျွန်တော်ပမာလိုပဲပြောမှာနော်โอเคကျွန်တော်အရင်မိတ်ဆက်ပြရစီကျွန်တော်နာမည်အောင်တူးပါနော်ကလေးတွေတော့သိမှာမဟုတ်ဘူးကျွန်တော်တောင်မှာပဲနေရတယ်ဒါပေမဲ့ရန်ကုန်မှာ10တန်းအောင်ပြီးတော့ရန်ကုန်မှာအမှုပညာလုပ်ငန်းတွေလုပ်ရင်းနဲ့အသက်မွေးဝမ်းကြောင်းပြုတယ်ပေါ့နော်ပြီးတော့အခုတော့ဒီလောလောဆယ်တော့တောင်မှာအနေများပါတယ်2021အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာတောင်ကိုပြန်ပြီးတော့အခြေချတဲ့သဘောရှိရောเนาะကျွန်တော်ရောက်ခမလည်းနေမကောင်းဖြစ်တော့ကျွန်တော်မျိုးသမီးသူ့နားမှာနေတော့ကျွန်တော်လည်းတောင်ကိုပြန်လာနေဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ငယ်ငယ်တုန်းကဒီလိုကလေးလေးတွေလိုပဲကျွန်တော်တို့ဒီပကူးเจ้าမှာပေါ့နော် music ကိုတအားတီးတယ်ကျွန်တော်ငယ်တုန်းကဘယ်လောက်တောင်တီးလဲဆိုတော့တီး software မှုတိလာဒီတောင်က base တီးရလေပကူးเจ้าကလေသိရနော်သူရဲ့ကျွန်တော်ရဲ့နောက်တခြားတငယ်ချင်း3-4ယောက်ရဲ့အခန်းထဲမှာစုပြီးတော့ဂီတာတီးကြတယ်ပြီးကျွန်တော်ကက်ဆက်လေးနဲ့အတန်ဖမ်းကြတယ်အဲ့လောက်ထိယူသွတ်ပြီးတော့ညတိုင်းလိုတီးတယ်နောက် music ကိုတော်တော်လေးယူသွတ်တယ်ပေါ့နော်ဆိုတော့အချင်းချင်းပြောရင်အပါကလည်းကျွန်တော် music instrument တွေဝယ်ပေးတယ်keyboard တွေဝယ်ရ instrument အစုံမဲ့သူဝယ်ပေးတာ drum တွေကအစကျွန်တော်တော့ keyboard တီးတယ်ပေါ့နော်ဒီနေ့ဒီမှာ violin နဲ့ukulele သင်တန်းဆင်းနေဆိုတော့ violin သမားတွေပဲမြင် ukulele တော့ကျွန်တော်သိမသိဘူး violin သမားတွေထဲမှာအခုကဘာမှာနည်းနည်း popular ဖြစ်တဲ့ violinist သိလားမသိဘူးเนาะYouTube မှာရှာကြည့်ရင်ကျွန်တော် Joshua Bell ဆိုရဲเนาะသူကတော့အသက်ကတော့အခုလောဆယ်ဘာလောက်ရှိပြီးတော့50-60နာနီလောက်ပြီနေတူတယ်ဒါပေမဲ့သူကလည်းငယ်လေးတဲ့အဲ့လိုYouTube ပြီးတော့နေ့တိုင်းလို့တီးခတ်ပြီးတော့တီးလာကြတာပေါ့နော်။နောက်အခုရန်ကုန်မှာဘန်လေးတစ်ပန်ရှိတယ်ကတုံးညီကိုများ online မှာတွေ့ဘူးလား။တွေ့ဘူးတယ်နော်တချို့ကတုံးညီကိုများသူတို့ဆိုလွန်ခဲ့တဲ့9နှစ်လောက်တည်းကတေးသေးလေးတွေပဲ drum တီးရလို့ဆိုတေးသေးလေးနော်တီးကြတာနေ့တိုင်းလို့သူတို့ကခါနဲ့အောင်တော့ YouTube နဲ့ချတာဒီနေ့အခု professional တွေဖြစ်လာပြီနာမည်ကြီးဆိုရနဲ့တီးကြဆိုကြပြီလူတွေလည်းသူတို့အရန်လက်ခံလာကြပြီဆိုလိုတာယူသွမှုအရေးကြီးတယ်နော်ဒီနေ့မိဘကလှုပ်လို့ပဲလာတာတော့မဟုတ်ဘဲနဲ့ကိုယ်တိုင်ဝါသနာပါပြီးတော့ဒီ music ကိုယူသွနဲ့စူးစမ်းဖို့အရေးကြီးတယ်ဘာလို့တော့ဒီနေ့ music ရဲ့ church တွေမှာ music ရဲ့အခန်းကဏ္ဍတော်တော်လေးအရေးပါလာတော့เนาะအရင်တော့လို့တော့မဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့ music ကိုတေချာလေးလာစူးစမ်းအပတ်တကုတ်စူးစမ်းပြီးတော့မှကျွန်တော်တို့ဖျားသခင်နိုင်ငံတော်တပြန်လဲအသုံးခံတတ်ဖို့လည်းရည်ကြည့်ပါတယ်ဆိုတော့ကျွန်တော်ခုနကျွန်တော်အကြောင်းပြန်ဆက်ပြောရရင်ကျွန်တော်83ကဇန်အောင်တယ်အမှတ်လေးကျောင်းပေါ့နော်တောင်အမှတ်လေးကနေအောင်တော့ကျွန်တော်ရန်ကုန်ကျောင်းသွားတက်တယ်တက္ကသိုလ်တက်တယ် second year မှာပဲကျွန်တော်ကိုဆိုင်းချင်းဆိုင်အဖွဲ့က keyboard တီးဖို့လာခေါ်တယ် keyboard တီးဖို့လာခေါ်တော့ကျွန်တော်လေညာရက်ကအချစ်ဆိုတဲ့ series ကနေကျွန်တော်စတီးတယ်ပေါ့နော်စတီးပြီးတော့နှစ်ပေါင်းများစွာတီးလာခဲ့တယ်အဲမှာ1989လောက်ကျတော့ကျွန်တော်စင်ကာပူနိုင်ငံမှာဒီ music နဲ့ပတ်သက်လို့တက်ဖို့အကြောင်းအရာဖန်လာတယ်ပေါ့နော်အဲမှာဆရာ Jeffrey အားဖြင့်ကျွန်တော်တို့ညီကောင်မ9ယောက်ကျွန်တော်တို့စင်ကာပူမှာ music ကျောင်းတက်ကြတယ်အဲ့မတိုင်ခင်မှာ Kinosis ဆိုတဲ့ဒီ gospel music team ဆိုတာရှိတယ်ပမာပြည်မှာနော်။နေအစုံမဲ့သွားတောတွေတောင်တွေကြားထဲမှာသွားကျွန်တော်အဲ့ခေတ်ကဆိုရင် highlights disease ထဲမှာ T1 ပစ္စည်းရောလူတွေရောအပြည့်ကျညှပ်ပြီးတော့ထိုင်ပြီးတော့ကျွန်တော်ခီးသွားကြရနော်။အခုလိုကားတွေမပေါ်သေးဘူး
ဆိုတော့အဲ့လိုသွားကြတချို့နေရာမှာဆိုလဲလှဲပေါ်နွားလဲပေါ်ပစ္စည်းတင်လူကလမ်းလျှောက်နော်တော်ရဲမှာရှောက်ပြီးတော့တရွာပြင်တရွာထဲကျွန်တော် gospel music တွေလိုက်ပြီးတော့ချီးမွမ်းကြတယ်ပေါ့နော်ဆိုတော့အဲ့လိုအသက်တာကနေပြီးတော့ကျွန်တော်စင်ကာပူရောက်သွားတယ်တူကြုံပြောရင်စင်ကာပူမှာကျတော့ကျွန်တော် MIDI ပေါ့ musical instrument digital interface ဆိုတဲ့ subject ကိုကျွန်တော်တက်ခဲ့တယ်တက်ပြီးတော့မြန်မာပြည်ပြန်ရောက်တဲ့ချိန်ကျတော့အခက်ကဗမာပြည်မှာဒီယူရီးယားသချင်းတွေခစ်စားတယ်ခင်ငရုတ်တီးတို့ဘာလို့တုံချိုင်းသချင်းတွေလေခစ်စားတော့အခက်ကသူက MIDI နဲ့တီးတယ်သူက music computer အသေးလေးတစ်ခုရှိတယ်အဲ့ပေါ်မှာကျွန်တော် MIDI နဲ့နော် keyboard တစ်လုံးနဲ့ထည့်တီးပြီးတော့အဲ့ဒါတွေစူပေါင်းစပေါင်းပြီးတော့မှတကယ်စတူဒီယိုမှာအတန်သွင်းကြတယ်ဆိုတော့ကျေးဇူးတော်ကကျွန်တော်အဲ့မှာသင်ခဲ့ရတယ်ပစ္စည်းတချို့ကိုလည်းသူများကကျွန်တော်ကိုလက်ဆောင်အနေနဲ့ဝယ်ပေးလိုက်တယ်ဆိုတော့အဲ့ဒီပညာနဲ့ကျွန်တော်ပြန်လာတဲ့ချိန်ကျတော့အလုတ်ကတအားများသွားတယ်လက်ကိုမလဲအောင်တီးရတယ်တစ်ခါလေကျရင်ပြန်ရှင်းချရေးတယ်ငါတီးစရာအကျွေး recording အတွက်တီးစရာအကျွေးဘယ်ပုတ်ကျန်လဲအပုတ်200ကျန်သေးအပုတ်300ကျန်သေးတယ်အဲ့လိုမျိုးထိပေါ့နော်တစ်ခါလေအဲ့ဂျားထဲမှာရုပ်ရှင်နောက်ခံတွေကလည်းတီးရသေးတယ်ရုပ်ရှင်နောက်ခံတွေတီးရလဲအဲ့လိုတကားနှစ်ကားကျန်တာတွေပါနော်ဆိုလိုတာအလုံးများသွားတယ်ပေါ့နော်ကျေးဇူးတော်ကြောင့်အဲ့အနေတော့ကျွန်တော်ဒီ sign design အဖွဲ့နဲ့ပြန်ဆက်တီးတယ်အဲသူဆုံးတဲ့အထိပဲပေါ့နော်ဆက်တီးတဲ့အချိန်မှာပြန်ရည်ကြည့်မယ်ဆိုရင်38ခွေရှိတယ်ကျွန်တော်တီးခဲ့သူ့အခွေက80လောက်ထွက်တယ်80ကျော်80လောက်ထွက်တယ်ဒီမှာကျွန်တော်တဝက်နီးပါးကကျွန်တော်တီးခဲ့တယ်ပေါ့နော်ဆိုတော့အဲ့နေတော့ကျွန်တော်အဖြစ်စီငယ်ငယ်တွေကဟိုအိမ်မက်ထားတဲ့အရာတခုကစတူဒီယိုတစ်လုံးပိုင်ခြင်းတယ်ပေါ့နော်ကျွန်တော်တပ်ပုံတွေသူများ magazine တွေမှာတွေ့တဲ့ပုံတွေဆိုကျွန်တော်ရန်ဟိုနိုင်ငံခြား magazine ဆိုကျွန်တော်တအားသဘောကျတယ်တအားဖြစ်ခြင်းတအားလည်းရခြင်းတယ်နော်ကျေးဇူးကြောင့်1993မှာကျွန်တော် Studio D ဆိုတော့24 track studio ဆိုတော့ကျွန်တော်ဗမာပြည်မှာပထမအောင်ဆုံး24 track studio ကိုကျွန်တော်တို့စနိုင်ခဲ့တယ်နော်အဲ့နေပြီးတော့ဘယ်လောက်ထိလုံးများလဲဆိုတော့ကျွန်တော် studio မှာ booking လုပ်ချင်အနည်းဆုံးတစ်နှစ် booking ကြိုလုပ်ရတယ်ဒီနှစ် January ဆိုနောက်နှစ် January လောက်တီးချင်အခုရ booking ကြိုတင်ရတယ်နော်အဲ့လောက်ထိအလုပ်များခဲ့တယ်နော်ဒီဘက်ခေတ်ကျတော့ဟို technology လည်းပြောင်းသွားတဲ့ခါမှာအရင်နီးနေသွားတယ်နော်အရင်နီးနေသွားတော့ဟို studio လည်းတအားများသွားတဲ့အချိန်မှာဒီ market share လုပ်ရတဲ့ခါမှာစီးပွားရေးရကြိုက်တဲ့လုပ်ငန်းတော့မဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့ထူးထူးဆန်းနော်ကျွန်တော် studio လုပ်ငန်းကိုရပ်မဲ့ဆုံးဖြတ်ထားတာ6လကြိုပြီးဆုံးဖြတ်တယ်အဲ့ဒါဘယ်နေ့လဲဆိုတော့ဟိုအာနာမသိငယ်တရက်လကုံမှာကျွန်တော်ရပ်မယ်ဆိုဆုံးဖြတ်ပြီးတော့ announce လေးလုပ်တယ်ဟိုကျွန်တော်ရက်တဲ့နေ့ပြီးနောက်တရက်ကျတော့ဟောနော် group ဖြစ်သွားတာပဲဆိုလိုတာဘုရားရဲ့အကြံစီပေါ့ဘုရားရဲ့အကြံစီကတဖြည်းဖြည်းပြန်တော့ကျွန်တော်ပြန်တော့ဒီကျွန်တော်ရဲ့ဒီ history လေးကိုပြန်တော့သမိုင်းကြောင်းလေးကိုလမ်းကြောင်းလေးပြန်ပြီးတော့စဉ်းစားတဲ့အခါမှာဘုရားရဲ့အစီအစဉ်ကတကယ်ပဲနော်သူ့အစီအစဉ်ကတကယ်ပဲကောင်းတယ်ပေါ့နော်ဆိုတော့အဲ့လိုပြောရင်းနဲ့ကျွန်တော်93ကနေကျွန်တော်ဟိုပါပေါ့21 January လကုန်ထိ January လကုန်မှာကျွန်တော် studio ကိုလွတ်ခဲ့ဒါပေမဲ့ကျွန်တော် sound engineer ဆက်လုပ်တယ်အခုလုပ်နေတာကကျွန်တော် mixing and mastering ပေါ့နော် mixing လဲတစ်လကိုအပုတ်40လောက်လုပ်ရတယ်နောက်ပြီးတော့ကျွန်တော်တို့ installation ကျွန်တော် Facebook မှာကြည့်မယ်ဆိုရင်ကျွန်တော် church တွေကို sound system installation ဆိုတာဟို church အကြီးတွေပေါ့နော်အလုံး40မကောက်တော့အသေးတွေကတော့အများကြီးပေါ့နော် church အကြီးတွေအလုံး40လောက်ရှိပါပြီချင်းပြည်ဟာခါလောလောလပဲကျွန်တော်ပြီးခဲ့လာပဲပြီးခဲ့2ပတ်လောက်ပဲဟာခါနေပြန်လာတယ်ပြီးတော့ကလေးမျိုးမှာလည်း church 6လုံးလောက်လုပ်တယ်ကျွန်တော်မြစ်ကြီးနားနော်မိုးကုတ်စသဖြင့်ပေါ့နော်နေအစုံမှာကျွန်တော် installation တွေဆက်လုပ်တယ်ကျွန်တော်ဒီနေ့ပြောပြချင်တာကဟို YouTube ပါ music ကို YouTube ဆက်လုပ်ပါနော်ဟိုအပျော်သဘောနဲ့လုပ်တာမဖြစ်စေချင်ဘူးနော်ဟိုဒီအချိန်မှာရွေးချယ်စရာအများများတယ်online မှာ
အချိန်ကုန်နေတဲ့လူလည်းများတချို့ဆို game ဆွဲတယ်နော်လူငယ်တွေအတွက်တအားဒီစာရန်ရဲ့သွေးဆောင်မှုတွေအများများတယ်ဆိုတော့ကျွန်တော် music ကိုတည်တည်ချာချာလေးလေးလာပါအပတ်တကုတ်စူးစမ်းပါနော်ဆိုတော့ဒီပညာနဲ့ပဲနော်ကျွန်တော်လည်းနိုင်ငံခြားခဏခဏသွားဖြစ်တယ်ကြွားတာတော့မဟုတ်ဒါပေမဲ့ကျွန်တော်12နိုင်ငံလောက်ရောက်ပြီးသွားပြီနော်ဒူဘိုင်းတို့စင်ကာပူမလေးရှားဒီနာတွိုက်ဆိုဖိလစ်ပင်းနော်အမေရိကဆိုကျွန်တော်10ခေါက်ရှိသွားပြီဩစတြေးလျ21ခေါက်ရှိသွားပြီနော်ဆိုတော့ဂျပန်နေလည်းရောက်ခဲ့တယ်အိုမန်တော့ရောက်ခဲ့သေးတယ်အိုမန်နိုင်ငံနော်ကဲလာနိုင်ငံ12နိုင်ငံလောက်ရှိရကျွန်တော်ပြန်ကြီးထားတာ12နိုင်ငံရှိပြီပေါ့နော်ဆိုတော့ကျွန်တော်အားပေးချင်တာငယ်ငယ်လေးကကျွန်တော်လည်းငယ်ငယ်တော့ကတော့ဟိုယူသွတာပဲဟိုဒီလောက်ကြီးဟိုဟာဘုရားအသုံးပြုမယ်လို့မထင်ထားခဲ့ဘူးဒါပေမဲ့ကိုယ့်ရဲ့ဘယ်လိုမလဲဟိုပါအပတ်တကုတ်စူးစမ်းမှုနဲ့တူဘုရားထံမှာတကယ်ပဲเนาะစိတ် commitment ပေါ့เนาะရှိဖို့အရေးကြီးတယ်အဲ့တော့ကျွန်တော်focus ဆိုတဲ့စကားလုံးတစ်လုံးနဲ့ခွန်အားပေးခြင်း FOCUS focus ဆိုတာဘာလဲပမာလို့ကြတော့ဘာခေါ်မလဲကျွန်တော်ဘယ်လိုပြောအာယုံစိုက်တာပေါ့နော် focus လုပ်တာကိုယ့်ရဲ့ focus ကမပြောက်ဖို့အရေးကြီးတယ်ဆိုတော့ကလေးတွေကိုကြီးလိုက်ရင်ဘာဖြစ်ချင်တယ်ဆိုတာရှိလားစိတ်ထဲမှာထည့်ထားတာရှိလားရှိရမနော်ကျွန်တော်ဒီဝတ်တိုဆိုတဲ့ကလေးကွာယာ group လေကပ်ပလီလေးတွေလေသူတို့ interview လုပ်တယ်သိလားအရန်ပေါ်ကကလေးဆိုငယ်ငယ်လေးတွေကြီးလိုက်ဘာဖြစ်ချင်လဲတချို့က doctor ဖြစ်ချင်တယ်တချို့ကတရားဟောဆရာ I want to be a pastor I want to be a lawyer ဘောနော်ရှင်းနေကြီးတွေဖြစ်ချင်တယ်တချို့က doctor ဖြစ်တချို့က engineer ဖြစ်ချင်တယ်ဆိုလိုတာကသူတို့ငယ်တွေကသူတို့စိတ်ထဲမှာမွေးထားတယ်ငါတည့်ရငါဒါဖြစ်ကိုဖြစ်ရဒီနေ့ဂျူးလူမျိုးတွေနော်သူတို့ရဲ့ mental နော် mental ကသူတို့တွေးခေါ်မှုခေါ်မလားဂျူးတယောက်ကတဲ့ဒီ shopping mall တစ်ခုမှာတပြက်စီလဲတဲ့အလုပ်ပဲဖြစ်နေပါစေသူလုပ်တယ်ဒါပေမဲ့သူစိတ်ထဲမှာတရက်ကြရင်ကကုမ္ပဏီပိုင်ရှင်ဖြစ်ရမယ်သို့မဟုတ်ငါဒီမောမှာရှိတဲ့ဆိုင်အကြီးတစ်ခုကိုငါပိုင်ရမယ်ပေါ့နော်အဲ့လိုစိတ်နဲ့သူလုပ်လို့နော်ဆိုတော့ကျွန်တော်ဘယ်လောက်ပဲငငယ်နော်ဘယ်လောက်ပဲငငယ်ဘယ်လောက်ပဲစိတ်ထဲမှာမဖြစ်နိုင်ဘူးဆိုတာမတွေးနဲ့နော်ဒီနေ့နာမည်ကြီးနေကြတဲ့လူတွေကလည်းငငယ်တွေကသူတို့ဒီမှန်ချက်ထားပြီးလုပ်တယ်သူတချို့ဆိုရင်ဟိုဘယ်လိုခေါ်မလဲမဖြစ်နိုင်ဘူးเนาะအခြေအနေရမဖြစ်နိုင်ဘူးဒါပေမဲ့တည့်ရမှာဖြစ်သွားတယ်ဖြစ်ခဲ့တယ်ပေါ့နော် KFC ကြက်ကြော်တည်ရနော် KFC ကြက်ကြော်တည်ရနော်သူရဲ့ဟိုဟာသမိုင်းလေးတည်လားသူငငယ်တော့ကသူလုတ်ခဲ့ရတဲ့ဟာလေးကြားဘူးလားနော်ကျွန်တော်သူများပြောတာကျွန်တော်ကြားဘူးတော့သူငငယ်ရတဲ့သူဘာလုံးလုံးမှမသိတော့သူကြက်ကြော်တအိမ်မင်းတိမ်လိုက်ရောင်းသူကြက်ကြော်တယ်တအိမ်မင်းလိုက်ရောင်းတယ်မဝယ်ဘူးဒါပေမဲ့သူစိတ်ထဲမှာငါဒီတယောက်မွယ်ရှိနောက်တယောက်ဝယ်ရမှာနော်သူအဲ့လိုပဲလိုက်လှုပ်လို့2လ3လဘယ်သူမှမဝယ်မစားဘူးလိုက်တကားလိုက်ခောက်ပြီးရောင်းဒါမှတည့်ရကြတော့ကဲစမ်းကြည့်အောင်ဆိုပြီးတော့လူတယောက်ကတကားဖွင့်ပေးလိုက်နော်အဲ့နဲ့သူစသွားဆိုတော့ဟိုခုနပြောသလိုပဲရှီမန်းချက်ရှိရမယ်ရွယ်ချက်ရှိရမယ်ကိုယ့်ရဲ့ life မှာတည့်ရက်မှာငါဘာဖြစ်ရမလဲနော်ကျွန်တော်ဆိုရင်အခုဆိုရင်နော်58ပါ58တဲ့ရောက်ဒါပေမဲ့ကျွန်တော်ဒီမန်းချက်က60ကျရင် online music school online audio engineering school တခုလုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတော့ငယ်ငယ်တော့ musician ဖြစ်ချင်တယ်ဖြစ်လာခဲ့တယ်နောက် audio engineer ဖြစ်ချင်တယ်ဖြစ်လာခဲ့တယ်ဒီနေ့အသက်60ကျရင်ကျွန်တော်ကျောင်းတစ်ခုဖွင့်နိုင်အောင်ကြိုးစားမယ်ကျွန်တော်ရည်မှန်းချက်ထားတာဆိုတော့ဖြစ်အောင်လည်းလုပ်မယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်ငယ်လေးတွေကဘာဖြစ်ချင်လဲစိတ်ထဲမှာတွေးထားပါနော်တွေးထားပါစွတ်တောင်းပါနော်အဲ့တော့ focus ဆိုတဲ့စကားလုံးနဲ့ကျွန်တော်ခွန်အားပေးခြင်းနဲ့ focus ဆိုတာကျွန်တော်တို့အောင်မြင်မှုမှာတကယ်အာရုံစိုက်မှုနော်အာရုံစိုက်မှုဆိုတာအရေးကြီးပါတယ်တကယ်တော်တဲ့လူတွေကဟို
အာယုံဆိုင်မှုအားကောင်းလို့နော်အာယုံဆိုင်မှုအားကောင်းတယ်နော်တကယ်ဆိုတော့တော်တဲ့လူတွေဆိုတာတဲ့ဆိုဘယ်လိုခေါ်မလဲအောင်မြင်သွားတဲ့လူတွေနော်အကြောင်းအရာတစ်ခုသူ့အလုပ်ကိုင်တစ်ခုသူ့အလုပ်တစ်ခုကိုသူအာယုံဆိုင်စူးစိုက်ပြီးတော့အလုပ်လုပ်တယ်တချို့ကြတော့ဟိုအလုံးနှစ်ခုကိုအာယုံစိုက်တတ်ကြအဲ့ဒါကြတော့ကျွန်တော်တယောက်တည်းအနေနဲ့ဆိုရင်ဟိုစကမုံတစ်ခုမွေးနှကောင်မဖမ်းနဲ့ဖမ်းရင်တကောင်မှမိမှာမဟုတ်ဘူးเนาะအဲ့လိုမျိုးဆိုတော့အလုပ်တစ်ခုကိုเนาะဖြစ်ချင်တဲ့တစ်ခုကိုအာယုံစူးစိုက်ထားပါတစ်သက်လုံးအာယုံစူးစိုက်ထားပါတစ်ချက်တည်းကိုပဲဒီအလုပ်တစ်ခုကိုပြစ်မှတ်တစ်ခုပဲเนาะအာယုံစူးစိုက်ပြီးလုပ်ရင်အောင်မြင်မှုကတကယ်ပဲနောက်ကလိုက်လာမှာเนาะအောင်မြင်ခြင်းဆိုတာတဲ့မိမိရဲ့အာယုံစိုက်မှုတန်ဖိုးနဲ့တိုင်းတာတဲ့အရာဖြစ်တယ်เนาะအောင်မြင်ခြင်းဆိုတာမိမိရဲ့အာယုံဆိုင်မှုတန်ဖိုးနဲ့တိုင်းတာတဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့ focus ဆိုတော့ FOCUS ပထမဆုံးတစ်လုံးက F နော် F ကိုကျွန်တော်တို့ follow ဆိုတဲ့နော်အောင်မြင်ဖို့ကလိုက်နာတတ်ဖို့ပဲအရေးကြီးတယ်ကျွန်တော်ဒီနေ့ကလေးတွေကိုယ့်ကိုတီးတာတဲ့သင်ပေးတဲ့ဆရာရဲ့အနောက်ကညွှန်ကြားမှုသင်ပေးတဲ့အတိုင်းလိုက်တယ်ဆိုရင်ပိုတက်မလွယ်ဘူးလားနော်တက်လွယ်ကိုယ့်ကိုရှောက်တီးနေတရောကရှောက်တီးနေမလွယ်ဘူးနော်အင်းအားနဲ့တော်တော်လေးအဆင်မပြေဘူးဒါပေမဲ့ဆရာတွေသင်ပေးထားတဲ့အတိုင်းလိုက်တီးမယ်သီဆရာသီလိုက်တီးမယ်ဆိုရင်နားထောင်လို့ကောင်းတဲ့အရာပဲနောက်တစ်ခုကကျွန်တော်ဂုဏ်ယူတာ instrument တွေမဲမှာတဲ့တရောတီးတာအခက်ဆုံးပဲတဲ့နော်အခုလို basic ထက်ဆိုရင်တကယ် professional ဖြစ်လာပြီဟာဆိုရင်အခက်ဆုံးတူရပဲဘာလို့လက်နှစ်ဖက်လဲတီးရတယ်ဒီဘိုးထိုးလိုက်တဲ့ expression ကလည်းရှိရတယ် piano ဆိုရင်တစ်ဖက်တည်းတီးလဲမြည်တယ်လေနော် guitar လည်းတစ်ဖက်တီးတယ်ကျွမ်းဒါပေမဲ့ဒီကောင် expression လောက်ရတယ်ဘာကော့ကလည်းထောက်ဟိုအကွက်မရှိဘူးကိုကထောက်ရတယ်တိတိကျကျထောက်နိုင်ဖို့ကကို practice များများလုပ်မှရဆိုတော့ကို volume expression ကလည်းရှိရသေးတယ်နော်နောက် vibrato ကလည်းတစ်ခါလေးထိုးလောက်ရသေးတယ်ဆိုတော့အခက်ဆုံးနော်အခက်ဆုံး instrument ပဲနော်ဆိုတော့ပို့တော့မြင့်တီးလာမယ်ဆိုပို့ခက်လာမယ်ဒါမှစိတ်တမကြနဲ့ဟိုကလေးလေးတယောက်ဆိုရင်ကျွန်တော် YouTube မှာရှိတယ်အဲ့ကလေးဆိုငယ်လေးတာလောက်တာဒီနေ့တအားကိုဟိုတွေ့ဘူးမှာပါနော် YouTube တွေမှာကလေးလေးတွေ violin တီးတာလေသူတို့ငယ်လေးတာ YouTube တွေတီးတဲ့အခါမှာဒီနေ့တော်တော်ကိုကျွမ်းကျင်နေတအားနားထောင်လို့ကောင်းတယ်ဆိုတော့အဲ့လိုဖြစ်ဖို့ကကျွန်တော်တို့စတဲ့အခြေခံကကျွန်တော်တို့သင်ပေးတဲ့ဆရာရဲ့နောက်ကို follow လုပ်တတ်ဖို့အဲ့ဒါမကကိုယ့်ရဲ့ပြင်ဆင်ထားကိုယ့်ရဲ့မျှော်မှန်းထားတဲ့ရွယ်ချက်ပန်းတိုင်ကိုလည်းတဲ့မှနော် follow လုပ်ပြီးတော့အဲ့လမ်းကြောင်းတိုင်းရှောက်နိုင်ဖို့ရည်ကြည့်ပါတယ်နောက်တစ်လုံးကကျွန်တော် FO ဆိုတော့ organized task ပေါ့နော် organized task ဆိုတာအလုပ်ကိုင်များစီမံခန့်ခွဲခြင်းအလုပ်ကိုင်များစီမံခန့်ခွဲခြင်းဒီနေ့ကလေးတွေကကျွန်တော်စာမွေးတွေရှိမယ်စာကြည့်ရမယ်အင်စာတွေရှိမယ်အရေးတဲ့ violin လည်းသွားထိုးအောင်မယ်နော်အင်တန်ရှင်းရဲ့လည်းမိုးပေါက်လုပ်ကူအောင်မယ်ဆိုတော့ဘာလုပ်လဲနော်ကိုဘယ်အောင်ဦးစားပေးလုပ်ရမလဲဆိုတာစီစဉ်ချပြီးစနစ်တကျနဲ့လုပ်ရဖို့အရေးကြီးတယ်ကျွန်တော်ဆိုအလုပ်များရင်တစ်ခါလေကြာရင်ဒီနေ့လှုပ်ရှားအလုပ်များဆိုစာရေးလေးပြည့်မှာကောက်ရေးထားတော့ကားပေါ်မှာကတ်ထားလိုက်နော်ကားမောင်းရင်းနဲ့ဘာလုပ်မယ်ဆိုတော့အဲ့မျိုးလုပ်ရတယ်ပေါ့နော်ဆိုတော့ဘဝမှာကိုယ့်ရဲ့အစီအစဉ်များကိုနော်ဟိုစနစ်ကျလုပ်တတ်တယ်ဆိုရင်ကိုယ့်ကိုတင်ယူရမှာနော်ကိုယ့်ကိုလေ့ကျင့်ယူရမယ်ပြီးရင်ကျွန်တော် live ကိုလည်း manage လုပ်တတ်တဲ့လူတယောက်ဖြစ်လာမှာဖြစ်ပါနော်နောက်တစ်လုံးကကျွန်တော် C က commitment နော်commitment ဆိုတာဟိုဂတိတီးဖို့အရေးကြီးတယ်နော်ဂတိတီးဖို့ဥမာတရောကိုဒီနေ့ဒီ church မှာတော့ Sunday တိုင်းငါတီးမယ် commit လုပ်ထားတာနော်မဖြစ်အောင်တီးပါဘာလို့ကို commitment ရေးကြည့်တယ် commitment ဆိုတာစကလုံးထက်ဟိုလူတယောက်ရဲ့စိတ်ဓာတ်ကိုဖော်ပြနော် commit လုပ်တဲ့ဒီဂတိပေးထားတဲ့စိတ်ဓာတ်ကိုဖော်ပြတဲ့ဟိုပါပေါ့စကလုံးဖြစ်တယ်နော်ပို့ပြီးတော့စကလုံးထက်ကိုပို့ပြီးမြင်တယ်မနော်လူရဲ့စိတ်ဓာတ်ကိုဖော်ပြတဲ့အရာဖြစ်ပါတယ်လို့ comment အရေးကြီးတယ်နောက်တစ်လုံးကတော့ကျွန်တော်တို့
FOCU U ဆိုတာ uplift နော် uplift ဆိုတာတယောက်တစ်ယောက်ဖေးမှကူညီပြီးတယောက်တစ်ယောက်ဟိုထိခိုက်တိုက်ခိုက်ဖို့မဟုတ်တယောက်တစ်ယောက်ဖေးမှချင်းမှ तू တီးတယ်ဆိုရင် तू တီးသွားတဲ့အကွက်ကနော်ဘယ်လိုလဲငါပြပေးပါနော်အချင်းချင်းပြန်ပြီးတော့ဖေးဖေးမမနဲ့လှုပ်တက်ခြင်းဟာလေကိုယ်လည်းလို့ तू လုပ်ပေးသူ့လည်းကိုယ်လုပ်ပေးပေါ့နော်ဖေးဖေးမမြင့်တက်ခြင်းဟာကိုယ့်ရဲ့အောင်မြင်ခြင်းကိုရောက်စေတာဖြစ်ပါတယ်နောက်ဆုံးတစ်လုံးကတော့ S strive ဆိုတာစူးစမ်းအထောက်ခြင်းစူးစမ်းခြင်းတဲ့ဆိုင်ကျွန်တော်အပတ်တကုတ်စူးစမ်းခြင်းပေါ့နော်အပတ်တကုတ်စူးစမ်းခြင်းဆိုတော့ violin ကိုတရက်ဘယ်နိုင်တီးလဲအိမ်မှာ9မိနစ်လား9မိနစ်မလုံးနဲ့လေတရက်ကို1နာရီလောက်တီးပါနော်တရက်ကို1နာရီလောက်တီးပါတခါလေကျရင်တယောက်တည်းတီးရ violin ဆိုတာနည်းနည်းပြင်းဖို့တော့ကောင်းတယ်နော်နှစ်ယောက်တကယ်ချင်းစုံပြီးနှစ်ယောက်ကျင့်ကြနော်အဲ့ဒါဆိုပို့ပြီးတော့ပျော်ကြကောင်းတော့ music ဆိုတာပြင်းနဲ့တီးကျွန်တော်ငယ်တော့ဆိုမတီးချင်ဘူးဟို piano တီးရဆိုကျွန်တော်3တန်းမှတ်မိတယ်ကိုကစော့ကျင်တာဟုတ်ယောက်ျားလေးဆိုစော့ကျင်ဆီယာမအိမ်လာပြီဆိုရင်မျက်ရည်ဝဲတော့တီးရဲတခါကျရင်လက်ခောက်ခံရတယ်နော်အဲ့လိုမျိုးဒါပေမဲ့ music ဆိုတာပျော်ပျော်လေးစိတ်ထဲမှာပျော်နေတဲ့အချိန်တီးတာပိုကောင်းတယ်ဆိုတော့ဖြစ်နိုင်ရင်တယောက်တည်းစားရင်2ယောက်3ယောက်ဝိုင်းစုပြီးတော့တီးကြနော်ဆိုတော့ကြိုးစားအားထုတ်မှုနော်ကြိုးစားအားထုတ်မှုအပတ်တကုတ်ကြိုးစားခြင်းနော်အဲ့ဒါရှိဖို့အရေးကြီးပါတယ်ဆိုတော့ကျွန်တော်ပြောရတာဘယ်နှလုံးလဲအားလုံး FOCUS F ဆိုတာ follow နော် O ဆိုတာ organize task ပေါ့နော်အလုပ်ကိုင်များအလုပ်များကိုစီမံခန့်ခွဲခြင်း C ဆိုတာ commitment နော် commitment ဆိုတာဂတိတည်ရမယ်ဂတိမတည်တတ်တဲ့လူကစမပြေဘူးလူအတိုင်းဝိုင်းမှာတကယ်ပဲဟိုဂတိပေးလွယ်တဲ့လူကအစင်ပြေနော်ဖျားကြောင်ပဲဖြစ်ဖြစ်လူအတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်နော်ဂတိတည်ဖို့အရေးကြီးတယ်နောက်တစ်ခုက uplift နော် CU ဆိုတာမြင့်တင်ခြင်းနော်အချင်းချင်းဖေးမကူညီပြီးမြင့်တင်ခြင်းနောက်ဆုံးတစ်လုံးက strive ဆိုတာအပတ်တကုတ်ကြိုးစားခြင်းပေါ့နော်နောက်ဒီ focus ဆိုတဲ့အရာနဲ့မိမိရဲ့တက်တာမှာအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်ပြီးတော့ဖရားရဲ့လူတို့တိုင်းလှိုက်လျှောက်နိုင်တဲ့သားသမီးများဖြစ်ကြပါစေဆုတောင်းပေးပါတယ်ကျေးဇူးတင်ပါတယ်ဒါပြုတို့မှာလို့စီလူဝဘတီတရာလောဝဲဟေပွားတာစကတော့တကတော့ဤနော်ဟဲဟေခေါ်ဟေနော်ပွားတော့လောပနာဟုပါဖမှုနေပပလဘာဒီအဝဲဝီထော်ဂေတာဆွေတခါပါတခါတော့အတီးနေတဲဝဒါဒါလော musician ရှနေအဝဲတဲတာတပါကဲဆောပါတဲ့တဲဝဲတဲတာတထောကဲဆောစီကောပါဘာသာနေတဟာဤဒါဟေခေါ်ဟေနော်တော့ဒါဟေဘာနေမီတာလောတာပွဲလို့ပေါ့တော့ဟာဒုပတဲတရာဒူကမတ်ကိုတော်မနော်ဘာသာနေမေလပတိပါလပတိဒါဟေခေါ်ဟေနော်မီတာလောတာပွဲတော့ပကနာတော့ပတိပါလဥဒတာသူစေတာစေကိုရတဲ့ဟိုတနေစီလူဝပတိတော့စီလူဝစကောဒေါ်ဖူဒေါ်ဝဲကိုရတဲ့လို့ကနာတာလဒါသူစေတာစေဘူးနေလောအခင်းနေဘကလဲစုတာထောဖို့တော့အခင်းနေဘကချီပါဘာဒီတာတော့တိဝဲဖို့တိဖာအဝဲတင်နေမလူတာလအပုကွေခီလာတော်လာကတော့ဘူးဟေဆွေကတော့ဝဲတော့အခင်းမီတာဟီထောဆိုတော့ပကနာဟုပါတာဒေခီယူတော့တော်တယူနေမိဝဲတာတော့ခတာဖို့တိဖာတာဒီအခုတော့မိဝဲတာ I love my Jesus နေလောဒေါ်စီယောနေ okay ရလို့မနော်ခုတနေအခဲဒူအဝဲတေတာဟီတော့တပါပါမိဝဲတာ I love my Jesus အစိုးတော်တယူတော့ lucky to you နေတော့တော့တာတောက်ဝီအခုတော့တာဒီအခုတော့မိဝဲတာလတ်တော့ plan နေလောပကွဲမှုပါပါဒီတာတော့တီဝဲကိုရတဲ့စုတမညာနေလော W ပကကွဲမှုလည်းတာတဲ့စုမနာ
W တို့မနေလောဆီလူပါဝဒီတာကိုဝတဲ့ယူကလီလီတော့သူလဟစ်ထော်တာဝိကတော့ခွနေလောနော်ခိနေပကနာဟုပါကတော့ဒါတော့ဝီစီထော်ဒရရွာတီယူတော့ပကချီပါဘာလဒေတာတေတဖိုင်းနေတမီထဲဒေတာသေးပါအဝတေတော့စီထော်ဒရရွာသေးစီကောတော့ဒါတော့ဝီစီထော်ဒရရွာအခုတော်မီဝဲတာခါဆူညာခုနာနေလော
စီလူပါပူဖို့တေပါကိုရတယ်လို့အတော်စီထော်ထရနေလို့အခင်းနေပကလေးစုတာဟီလောခုဖလောပူကွေမူရနေနေပိုတော့တာတဒရလောပဖိုပလီတေတဖာဤဒါတနီလူတမေထဲယူကလီလီပါတမေထဲတော့တူပါပချီပါလောအဝဲတေပါပိုတော့ team work ပေါ့နော်အဝဲတေပါလေဝဲတာဒေဝဲတာလို့ group ဟိုတာနေပိုစီကတော့ဘာကူရတဲ့လအဒုနေဘာခုဖတ်ပေါ့နော်ဘာကူရတဲ့တမီပါပေါ့နော်လောက်ပွားအားကလာနေ group တနော်လအဒုနေဘာခုဖတ်တော့တကတိပါပချီပါလပခုပနာတိတဖာတုကလေခါစီကိုဝဲတာဒါဟီကနော်လဘာကူရတဲ့ဟောဟိုတာနေသူမီတာလောနေကနာခါတဲ့ဆန်နော်ခက်ကောဘာတဟီသူကိုနော်တော့အခေဒါဟီလခုဖတ်တော့ဒါမလာကပေါ်ကေပတရာတရာမူလူကလေဟီခေါ်ဟီနော်ဒါလူရဒုတကပါဘောနော်ချီပါစီကောပတရာဒုဒတရာမူစီကောဝဲတေတူလူရာဆိုတော့နော်တူလူရာတော့ခုရမဲတုကလေတာခက်လနေလောတော့မေဝီနေကပူထွဲထော်စီကောတော့တကတိုးစီဘလူနေလောခိုင်နေဖီလောဒါရတာကလေခါညာလောဘဘမူဘာဒါတိပါစုခုနေလောဒါဒုဟာလေကိုရတဲ့နော်ဆိုကတဲ့နေစီဘလူမာကစားရအပလူဖို့ဒိုနော်မနေလောစရခေါပလူဖွာဒါလေးတမလူတဝိုင်းနေဝီတော့ဤသူမျိုးကနေဒါလေးတမလူနေစတ်ထော်လာခီထိုတစီခွီခီထိုတစီခွီနေပစာထော်အောဆိုကတဲ့တော့ခီထိုခီစီခီထိုခီထိုခီစီတခီထိုခီစီခီနေခေါပလူကိုဗစ်ဒါစုဒါစားတဲ့ဖာခုနေပါဆိုကတော်ကတော့စာထလာခီထိုခီစီတခီထိုခီစီလူခီထိုခီစီရဲ့သူလည်းတက်ညိုင်းနေစာစခေါပလိုပွားတော့အိုထဘာကေတောမတောတော့သူလည်းစကတော်နာရီခေဤမိကစာထလာမက်လာသူလည်းလာမေအကတဲ့တနွေခုနေတော့ဒါအစုကတဲ့စီဘလူကေစာရဘလူဖို့ဒိုနော်မနေလို့ဒီနေ့တော့စီဘလူပါဒိုမူလည်းဖိုးတဆာတေဖာလဲသူလို့စေပွားနော်အဟဲကေတော့သူလို့စေပွားကိုဒီနော်ကတဲ့အဝတိဖာဘာဟိဆဟိကျော်ဒီလိုတာလလစစ်စစ်လက်တမလို့ကောနိတဲ့ကောကတော်တဲ့ခုနေတော့ဒါလူတရူရစီဘလူပါပဖိုးတဆာတေဖာလဲဟဲသူလို့မစေပွားလက်တာကိုကဖတ်တဲ့ဒီနေ့တော့စီဘလူပါစကောမူပါတေဖာလဲဆော့ချွဲမစေပွားလဲတမလို့တတော်ဤလဲတာခက်လက်တာကိုကဖတ်တဲ့ခုနေတော့တော့တောက်စီဘလူပါစီကောဟီဖိုခေါဖိုခိဒူလာမီဝရာပနော်ဒူရာခင်နော်ဟီဖိုခေါဖိုမေကြီးဒီနေ့တော့ဖီလောချူဖိုခေါဖိုတိချပါလာမဆဆောထွဲပွားလာတညာအင်းဒါမလုံးတကတော့အင်းလာတာဟီလောခုဖာဒါဟီခုဖာတိဖိုင်နေအဝတိမဆဆောထွဲပွားအကြီးကျလောတမီကကီတညာနေဘာမနေခုဖာထဲဘာမနေခုဖာတမီပါဝါလဲတမန်နေခုဖတ်တိဖာဝစီကောခုဖတ်မူတာဝဲတာကိုကတဲ့အဘောကိုနေတော့ရစီမလူမကေပဟိဘခေါ်ဖို့ဖို့ချဖို့တိဖာလဲထုံးဖို့နေဆော်ချွဲမဆက်ဝါလဲတာကိုကမတဲ့ခုနေတော့စီမလူမကေပတိဖာဒူနော်မနေလောခိနေပကလေကိစုတာဟီလောကိခုဖတ်ပမိကကေပတော်ဝဲတာတကြောဒေါ်စီဒေါ်ခတာဒေါ်အဒုတော့မိမကတနေနိုင်နေတော့စီနေဘာဟဲမှာလို့တာခေကြီးဖို့နော်ခေကြီးဖို့နေဥရာခီရလောနော်မူခုဝါတော့ဆိုဖီယာဆိုင်နော်မူခုဝါတော့ဆိုဖီယာဆိုင်အခုနေတော့စီနေဘာလဲမနေခုဖတ်တဲနေမနေဝဲတာနော်မူခုဝါနော်တော့စီဘာလမနေခုဖတ်တဲနေနေဝဲတာနော်မူခုဝါနေလောဘာလဲခီလောနေပါခုဖတ်နေနေဝဲတာပတရာမူရွာဟိခေါ်ပတရာမူရွာဟိခေါ်နော်ပမိခွာကလေးတော့ခတာဘာလဲမနေခုဖတ်တဲနေနေဝဲတာနော် Jasmine Prihiso no me kritu
so we and 2 so si so we mira group 2 no mira group 2 Có lấy đọc. Pamani Kupakini Mira Group 9. So Mula So no Chunge So Ehitage So Saposhi. Kalau mana kupata ni mira no dadapu no mimnya mo so tasui so kaka le mira group 1 Mi papa ke to kereta ni pala nulo ta joda. Wera khala khase kwipu ko ni do okay ke hilo kupha muta ti pha no. Group 3 no edile sa pho so kwi to chu so rainbow. Na Group 3 edile sa pho so kwi to chu so rainbow. Hết thuật bữa con nó. Mi group 4 no Victoria no Sapowa no Senila. Mi vini group 5 so Pue du Seboa so Gerklamu. Mi vini group 6 so no Tony Mupo so Edatu no Simuwa no Sablu Po. Group 7 no Trisawa so Precious no Kuku no Cecilia too. Group 8 no Polo A no hanji te so shmuela chu so kuni chu de phani lo Okay, pagkalay suto do no. Kila ki kupa suto do. Tumi pa ki to do ni panulo te trota. Kala kasi uwera apukisi kla pala mani kupa te ni mira. Group 3 so honest semu so leg poto. No chi pes pemuba tramu tutu po. Laki kupa. So onyx semu so leg poto. Kupa kiyo ni pamani ora kipu ni lo group 14 no chikutu so nasari no chikutu so nasari group 14 mimi lucky the puo ni mira group 19 so you are here too no so circular 2 so you are here too no so circular 2 kupa kiyo ni ora kipu ni lo
Ko pato ni mira group 1 so chikapru so day 2 Ko pato ni so chikapru so day 2 Siblu bagi Bapu mudamu Tutu po le hinwa ko pa do ki sikapung bagi Bapu mudamu Say ito Kel hinwa ko pa ni no Kupa muta no, paglegesu kupa kumuta. Group 2, so kwe pluso, so blue muta se. So kwe pluso, so blue muta se. Mimi group 4, so chitari, no nita poso. Group 5, so yua he blue, so pleasant mu. Group 6, no tuwe wapo, no semula tami. Group 7, no etabli 2, no porido. Group 8, no etamu, no kuipo. Group 9, no muse 2, no buise 2. Group 10, so tada se po 2, no jelly po dit panilo. Quên mùng bảng trọ tàu quy liền nó thế thì ba phục phạt đâu chỉ được phạt Group 11 no chiku po no basui po Group 12 no AC po so ke blue chuto no sito po Group 13 no linda lue no AC ri po Group 15 no susu po no mu plaku Group 15 no Group 16 no popular no seto wa Group 17 no hosena no pueta e Group 18 no chiseto no tulo e Group 20 so first line so Singapore 2 de panilo Petit statue pa, pagkong masikop ti statue pa na. Tablu dong. Kini berkenaan bagi tadi, no. Tadi pada mana ku baca le jodoh. So onik semu, do so le foto di pada hitung ni, no. Uti tiga pun, no. Le jodoh sini won. Ku pamutan ni no Sophia Shine. No Sophia Shine, no. Pamutan. So boy đó boy phơi kia áp kia tu lỡ thay gì anh nó
Siblik saya do mani lo, tani yai buro pusi ti depa, wadi temi le te tengah bapa mata kuda, do dari tak le deblo ini, wadi depa buro, padu kuandu, wadi bukola futura, awak kehi bapa ti wadi bagi le widiku, dah heki dah ketu bala dah siam ni amaninya le wadi, nak kita kena dah le kena. Aku ni tamuti kuat betak. Dah wala Yusuf wadi tu ayah lagu lo popol lah publi daru sunya terpa. Aku ni betul tu kuasa kuat bukan jadi. Cenderung nak pai mah di wine patete ayah deka. Terca lumuri, terca lumuri ka pubi do cenderung ke lumuri te pubi tension lare, pubi polen lare. ကျွန်တော်တို့ကရင်လူမျိုးတွေကမတီးတတ်တာမဟုတ်ဘူးတီးတတ်တယ်ခံစားတတ်တယ်တော်လဲတော်ကြတယ်ဘာကြောင့်မပေါ်လွင်တော့တာလေအာနေချက်လေးကိုကွန်ထူကနေပြီးတော့ထောက်ပြပေးဖို့ရန်အကြံဉာဏ်အခုကြီးတောင်းတလို့ဒုတိယတစ်ခုကျွန်တော်တို့ကရင်လူမျိုးတွေအောင်မြင်လာရင်ဘာကြောင့်အောင်မြင်မှုတန်ကိုကြာမခံနိုင်တာပြီးစောကြွားကြစောသိကြတယ်နော်အထူးသဖြင့်တောင်ကူမှာဂီတာတီးတဲ့လူတော့အရက်နဲ့အားလုံးသိတယ်ဆိုတော့အဲ့ဒါတွေဘာကြောင့်လဲကွာလူကအခု58နှစ်ရှိပြီသူကကျွန်တော်ကြည့်တဲ့ကျမ်းမာကြီးကတောင်မြည်ပဲဖြစ်နိုင်တော့ဝမ်းချပြရှိတက်ထိုးမလားမသိနော်ဆိုတော့ဘာကြောင့်ဒီအချက်တွေကိုသုံးသပ်ပေးပါပြီးတော့ကျွန်တော်မိဘတွေကဒီနေ့ဒီလောက်သားသမီးတွေနောက် musician မှာပေါ်ထွန်းလာဖို့ရန်အတွက်အကြံဉာဏ်တောင်းချင်လဲကွန်ဒူကိုကျွန်တော်မေးလို့ရပါတယ်အဲကြောင့်မို့ဒီနေ့ကျွန်တော်လက်ကွန်ဒူထားနော်ဒီထက်နော်ပညာရှိစကားနော်အတွေ့အကြုံရင်ကျတဲ့လူတွေစကားပြီးတော့ကျွန်တော်တို့အများကြီးနော်သူကကျွန်တော်တို့အမေရိကန်မှာသွားတာဝိရှေခုနာထက်ကိုအောင်ဒူရအတင်းတော့ကိုအောင်ဒူရတပည့်ကပိုများတယ်အဲဒါကြောင့်မို့ဒီຢာတွေကကျွန်တော်တို့ကြားခြင်းတယ်ပြီးတော့အဲ့ဒါလေးတွေကိုကြံညာပြုပေးဖို့ရန်အတွက်ကိုအောင်ဒူကနေပြီးတော့ကျွန်တော်တို့ဒီမှာ music သစ်တွေတော့လကားလူငယ်တွေတော့လကားပြီးတော့ music ကိုဝါစနာပါတယ်လူတွေကိုအကြံဉာဏ်ပြုပေးဖို့အတွက်ကောင်းသူကိုပြောချပေးဖို့အတွက်เนาะကျွန်တော်တို့ဖိတ်ခေါ်ပါတယ်လို့နော်ပထမမိကွန်းဖြစ်တဲ့နော်ဘာလို့ကျွန်တော်တို့လူမျိုးတွေက music လောကမှာသူများတွေလောက်မထွန်းပေါက်ပဲပြောမလားအရင်ခေတ်ကဆိုဗျာဒီဝိုင်းတစ်ဝိုင်းမှာကရင်တယောက်အနည်းဆုံးပါတယ်အခုကအဲ့နေရာကိုပွင့်လင်းပြောရင်ချင်းနေရာယူချင်းလူမျိုးတွေတော်တော်လေးကိုနေရာယူပြီး musician လောကမှာကျွန်တော်ချင်းနေနဲ့ချင်း church တွေနဲ့ကျွန်တော်အများကြီးလှုပ်ပူပါတယ်လှုပ်နေပါတယ်ဆိုတော့သူတို့ရဲ့ဘယ်လိုခေါ်မလဲခံယူချက်နဲ့ကြိုးစားမှုကလေကျွန်တော်တို့ထက်အများကြီးတာအဓိကကြိုးစားမှုပဲကြိုးစားမှုကသူတို့မမှီလို့ဆိုတော့ကျွန်တော်တို့ကတခါလေကြာရင်ဆရာတွေကိုပြောတယ်ကျွန်တော်တို့ဒီ blessing ကြီးရာလို့ဒီကောင်းကြီးရာတခြားလူမျိုးတွေစီများရွေ့သွားပြီလားပေါ့နော်ဆရာတယောက်ကပြန်မယ်ရွေ့တာမဟုတ်ဘူးတဲ့ကိုယ့်လူမျိုးတွေကကြိုးစားအားထုတ်မှုသူတို့လောက်မရှိတော့ဘူးပေါ့နော်မရှိတော့ဘူးသူတို့ကတကယ်ကြိုးစားတယ်နေ့တိုင်းညနေ့လုံးပေါင်းညလုံးပေါင်းတီးဆိုလဲတီးတာနော်ကျွန်တော် online မှာတွေ့မယ်အများကြီးပဲနော်တကယ်အတူယူရကောင်းတဲ့လူတွေအများကြီးပဲအခုဆိုရင်တယောက်သူတို့ကလက်တွဲခေါ်ရတယ်တော်တော်ရှိတယ်ဆိုတော့သူတို့အချင်းချင်းလက်တွဲခေါ်ကြတယ်ချင်းချင်းတီးကြတယ်စုဖွဲ့ပြီးတော့လှုပ်ကြတယ်ဆိုတော့အဲ့ဒီစုဖွဲ့ခြင်းတစ်ခုကလည်းသူတို့အတွက်တကယ်ခွန်အားတစ်ခုပေါ့နော်ဒီလိုထိုးဖောက်ဖို့အတွက်ကရှင်းပြအရင်တော့ချင်းတချင်းနေဆိုရင်ဟိုလေဘားကျိုးတယ်ပေါ့နော်ဘာမမှန်ဘာမပြည့်ဒါမဲ့ဒီနေ့ခင်မှာတော့အရင်အတူယူကြကောင်းတဲ့သူတွေအများကြီးပဲသူတို့ online မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီထုံးပေါက်လာတဲ့ဒီအဆိုတော်တွေပေါ့နော်ကြည့်မယ်ဆိုရင်အရင်အတူယူကြကောင်းပါတယ်အဓိကတော့စူးစမ်းမှုပေါ့အပတ်တကုတ်စူးစမ်းခြင်းပေါ့နော် strive ကျွန်တော်ကပြောရ strive အပတ်တကုတ်စူးစမ်းခြင်းဟာသူတို့မှတကယ်အတူယူကြကောင်းပါတယ်နောက်တစ်ခုကတော့ရက်တီစာတောက်စားခြင်း
ကြောင့်ပျက်စီးသွားတဲ့ဆုံးရှုံးကိုယ်ပညာကိုရှေ့တန်းမထားပဲနော်ကိုယ်ပညာကိုရှေ့တန်းမတင်မနဲ့ပျော်ရွှင်ခြင်းကိုရှေ့တန်းတင်တဲ့အခါမှာဆုံးရှုံးရတာပေါ့နော်အဲ့ဒါတော့ကျွန်တော်တယောက်ချင်းစီတိုင်းရဲ့တယောက်ချင်းစီနဲ့တော့အများကြီးပို့ဆိုင်မယ်ပြီးတော့အတိုင်းဝန်းနဲ့ပို့ဆိုင်မယ်အတိုင်းဝန်းရဲ့တယောက်ချင်းစီရဲ့ခံယူချက်ရဲ့ပေါ့နော်ဆိုတော့အဲ့ဒါလည်းကျွန်တော်တို့အတူယူစရာအများကြီးပါတခြားလူတွေစီမှာအတူယူစရာအများကြီးပါကျွန်တော်တို့ရှုံးနှိမ့်မှုတွေတဖြည်းဖြည်းရှုံးနှိမ့်မှုလို့မပြောချင်ပါဘူးမရှုံးမှာဘူးရှုံးတာတော့မရှုံးရှိနေတဲ့ဟာကိုကျွန်တော်တို့ maintain မလုပ်အသုံးမချနိုင်ဘူးစူးစမ်းမှုတွေမရှိနိုင်ဘူးလက်တွဲခေါ်ခြင်းတွေတဖြည်းပျောက်သွားတဲ့ခါမှာဒီအရာတွေကတဖြည်းဖြည်းသူများလူမျိုးတွေထဲကိုပျောက်သွားတယ်လို့ပဲကျွန်တော်မြင်ပါတယ် phải đầu tiên quả lẽ bà được quả đu này ở đi mà lẽ giờ lẽ quan đi là quan nhau là nhà mà nhà academy nó sau đó lẽ cầm là phải đầu tiên quả đi à cái này mà lẽ đầu tiên quả thì quả thì nó quả đu vậy là từ đây ở đó qua nó các cô đi đó qua thì lẽ đã bao quy khu đi về đầu tiên quả đầu khá khá lẽ vừa cầm là về đầu tiên quả tí mình đầu tiên quả là cầm là bên lò ra bên lề sở thì mày đã uy lo, ok, ta đi qua hòa, mi đồ đi về cái xe đi qua là đi khởi sản, sau đó cũng ăn đủ cái edo hi ku hi pa, cái bố ta sa thì pa, lỡ cái mà lưu ta, lỡ ta u ta khi đi到cái thọ phò cái, và nu ở đó ta chỉ đi lẽ, sau đó mà lưu đi ta lẽ, qua ăn đủ ở đây, qua lưu này rồi bên lò đi ta phá bỏ vũ khí này. Ở bên lò bà chỉ phá hủy lò này, ở đó hứa đã bỏ lò thì phá. Đi đâu vậy rồi bên lũ còn đi được lũ bơ, bà cả đó ra phố đà lì xe phố cả thì bà cái là mi qua đấy, bị create out phố này. Ở bên cái tê tê đã ta install qua church thì bà là bà sa, là đâu này vừa bị church này ở đó, bà cả đó some system cái camera thì bà mẹ ở đó hết thôi rồi, bà cái là phố này thì ở đó lũ này đó bên lò. Đó là bà chỉ phá hủy đó là cái là mà ở đó hứa thì nhá là ta bà cứ gì. Là bà cả đó nhảy tập rồi thì bảo thì nhau cái là cái gì nạp cái là cái gì lo à cô đi mang cái monthly credit out phụ mà hem thế là tôi thổi camera lại đi lại với cái nuôi cái thổi đi qua lo cô này chỉ bà đã qua đã đặt lại sao cô này thì nhảy lơ và probably thì phá cái lại sẽ đã và probably thì phá cái mình qua thì phá lắm lại sẽ đã còn đủ đó đã chỉ nó quen cái opinion nó cho nên thì này để làm mấyလူငယ်တွေဘာဖြစ်လဲဆိုဒီလူငယ်တွေပဲရှိတာဒီလူငယ်တွေမှမတက်လာစရာမရှိတော့ဆိုတော့ဒီလူငယ်တွေကွန်တူကဘယ်လိုလုပ်ပြီးအကြံဉာဏ်ပေးခြင်းလဲဘယ်လိုလုပ်ပြီးစူးစမ်းစေခြင်းလဲပြီးတော့ကွန်တူဖြစ်သူတို့ကိုပြောခြင်းတဲ့အရာလေးတွေရှိရင်ကွန်တူအကြံဉာဏ်ပေးပါအောင်ဆိုတဲ့အရာလေးကိုလည်းထပ်မမေးခြင်းနဲ့ပေါ့နော်နာဆရာပြောသလိုပဲကျွန်တော်ညဆိုရင်နောက်ကြဆုံး9နိုင်ဆိုအိပ်ပြီးမနေ့ဆိုရင်ကျွန်တော်4နိုင်ဆိုထပါတယ်ဒါနေ့တိုင်းပဲတခါလေကျွန်တော်အခုဒီတောင်ငယ်မှာစတူဒီယိုခန်းလေးလုပ်ထားတယ်မနေ့အဲ့လိုစတောင်းပြီးတော့ breakfast ပထမကျွန်တော် breakfast နှစ်ခါစားတယ်မနေ့6နိုင်မထိုးခင်ဆိုရင်ကျွန်တော်မျိုးသမီးက coffee တစ်ခွက်နဲ့မုတ်လေးတစ်ခုနဲ့ယူလာပြီးကျွန်တော်စားတယ်ပြီးကျွန်တော်အလုပ်လုပ်တယ်အလုပ်လုပ်စားကျွန်တော် mix sound တွေလုပ်တယ်ကျွန်တော် online ကနေတော့ data တွေပို့တယ်ပြန်ယူတယ်နောက် mix sound mastering တွေလုပ်တယ်ပြင်ရှင်းနိုင်ကြရင်ကျွန်တော် breakfast တစ်ခါထစားတယ်နော်အဲ့ခါကျတော့ဟိုမွေးငါတော့လကောင်းနန်းကြီးတော့ထစားပြီးတဲ့ခါကျွန်တော်တနေ့ကုန်လုပ်တယ် lunch စားတယ်ပြီးခါလေးကျရင်အဲ့ခန်းထဲမှာပဲဆိုတော့ကျွန်တော်ဟိုလေမြန်မောင်မရှိရင်ရှိတယ်မရှိရင်ကျွန်တော်ဂူထဲအောင်းနေပေါ့နော်ကျွန်တော်စတူဒီယိုကန်ဂူထဲမှာဟောတရက်ကိုတစ်ခါလေးကျရင်ဝင်သွားတယ်8နိုင်10နိုင်ဆိုတာအနည်းဆုံးပဲကျွန်တော်အဲ့ရှေ့ကွန်ပျူတာရှေ့မှာထိုင်ပြီးလုပ်ပါတယ်ဟိုအလုပ်လောဘကြီးတယ်ပဲခေါ်မလားနော်ကျွန်တော်အဲ့လိုလုပ်နေရတယ်ဟိုကစိတ်ဟိုဘာလဲကျဉ်းတတ်တယ်လို့ပေါ့နော်ကျွန်တော်အားပေးခြင်းပါတယ်ဒီနေ့ကလေးတွေအခါလေးကျရင် online မှာအချိန်ကုန်တာများတယ် online မှာအချိန်ကုန်ခြင်းအတူတူနော်ဒီနေ့ပညာတွေအများကြီးယူလို့ရတာက YouTube is the best teacher ဘောနော်အကောင်းဆုံးနော်ကိုသိချင်တာကမှန်သမျှ
အခု YouTube မှာအများကြီးရှာလို့ရတယ်အကုန်ရှာလို့ရတယ်နားမလဲဘူးအကုန်ချက်ချင်း how to ဆိုနှိမ့်ထိုက်လိုက်အကုန်လုံးပေါ်လာနော် violin ကျင့်မယ်ဆိုလဲ violin နော် ukulele ကျင့်မယ်ဆိုလဲ ukulele technique တွေအစအကုန်လုံးရှိတယ်အများကြီးရှင်းပြထားပြီးတယ်ဆိုတော့တခြားဟာ game တွေတခြားဟာတွေနဲ့အကုန်အချိန်ကုန် Facebook တွေအကုန်အချိန်ကုန်နေမဲ့အတူတူနော် YouTube မှာကျွန်တော် learn လုပ်လို့ရတာအများကြီးပါလို့နော်အကြံဉာဏ်ပေးခြင်းတယ်ခုနပြောတဲ့ကျွန်တော်စိတ်ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတဲ့ဟိုဟာကိန်းအောင်နေတဲ့အရာတစ်ခုရှိတယ်ကျွန်တော် children choir လေးတစ်ခုပေါ့နော်ကျွန်တော်လှုပ်ချင်တာအရန်ရှိတယ်ကျွန်တော် maybe နောက်တစ်နှစ်တော့အကောင့်ထဲပေါ်မယ် children choir လေးကိုဘာတူဆိုတဲ့ကပ်လီလေးတွေတချင်းဆိုတာတွေ့ဘူးလားဗီဒီယိုထဲမှာတွေ့ဘူးလားတချို့တွေ့ဘူးမနော်အရန်ကြည့်လို့ကောင်းတယ်ဟိုသူတို့ရဲ့တက်တည်ခံချက်တွေလည်းအရန်သူတို့ကအားလုံးမိဘမဲ့တွေပဲသူတို့ဆိုထားတဲ့ဟာတွေအရန်ကောင်းတယ်ကျွန်တော်အဲ့လိုမျိုးတစ်ခုလေးone batch လောက်ပေါ့ one batch အနည်းဆုံးပေါ့ကျွန်တော်လှုပ်ချင်တာလေးရှိတယ်နော်ဆိုတော့အားပေးခြင်းနဲ့စူးစမ်းပါအချိန်ကုန်မခံတဲ့ကိုယ့်ကိုဆွဲဆောင်နေတဲ့မဟုတ်တဲ့ဟာတွေဟိုပေါ့အချိန်ကုန်စေမဲ့အရာတွေထက်ကိုယ့်ကိုအကျိုးပြုစေမဲ့အရာတွေနဲ့ပဲလမ်းလုံးစေချင်ပါတယ်လို့ဒီနောက်ဆုံးတစ်ခုဘာလဲတော့တိကွာဒီဟာမစဘလီကွာနုဒမာလက်တနီယဝဒါတိုင်ဖဆက်ကတော့ဘကတမလက်တဆာတာပူဒရာတိကွာနာဟောတဲ့ update လဲလော်ခိတဲ့ဘာဝဘဝနဲ့ကဲရလီပတာ update နေကစားပပဲဒေါ်လာဗီဒီယိုကတရိုက်တာကတိကွာလဲတဆာတိဘာကစားတချီဝီတော့ဝေလာကေတာဆက်ဒေါ်လာဗီဒီယိုမီတရာမအဆန်စဘူးလဲဘာခါတော့ဒိုင်ကနက်စီတကေလောတိကွာမေကိုW ဒိုမာနေလောတနည်းညာအေလောဆောရတာပါလာအတဆဲတာတိကလီတေပါပါလာအတဆဲရ music ဒါလောဝဲတေပါကွာဆုံမဲဝဲအကလာတမီနေမိတာ sport နော်ပန့်ပိုးပေးမဲ့သူလေပန့်ပိုးမှုကအရန်နဲ့အရေးကြီးတယ်လို့ကျွန်တော်ထင်တယ်ဇပကမာတာတခါခါနေပေါ်လကဘာပန့်ပိုးပွားကဘာအိုဝဲတာပူကလစ်ဒါကီကျွန်တော်တို့အစွမ်းကုန်အပတ်တကုတ်စူးစမ်းတော်ညာလေကျွန်တော်တို့ကိုကုညီထောက်မပေးမဲ့ sport ပေးမဲ့သူတော့လိုတယ်အဲ့တော့တနည်းညာအေးလက်ဒူဖို့ထဖို့တေတဖာပပလေခေါပလို့ခွာစမေောနေအမောပပတော့ဆောတာဘာသူဘောတတ်စာတေတဖာနေအားတကေမောပါတေတဖာနေအဝဲတေဟိဘာလကဖလုဆိုလက်တကူပါကူသေးဆိုကျွန်တော်တို့မိဘတွေကများသောအားဖြင့်ကျောင်းပညာသင်ကြားဖို့အတွက်ပညာရေးဘက်မှာပို့ပြီးတော့မှဖိစီစီsport ပေးထားတယ်လို့ကျွန်တော်အဲ့လိုမြင်တယ်ဒီ music ပိုင်းမှာကျတော့နည်းနည်းအားနေတယ်ပေါ့နော်မိဘတွေရဲ့ပံ့ပိုးမှုမိဘတွေရဲ့ကူညီမှုကအရင်အားနေတယ်လို့ကျွန်တော်မြင်တယ်အဲ့ဒီအပိုင်းမှာတချို့အင်မတန်မှထွေးချွန်ထက်မြက်တဲ့ကလေးလေးတွေရှိတယ်အနာဂတ်music ကလေးလေးတွေရှိတယ်ဆိုသူတို့အနေနဲ့support မရလည်းပဲဘယ်လိုနီလန်းနဲ့သူတို့ရည်ရွယ်တဲ့ရည်မှန်းထားတဲ့ပန်းတိုင်တစ်ခုရောက်ဖို့အတွက်ဘယ်လိုမျိုးလှုပ်ဆောင်တင်လဲဘယ်လိုလှုပ်ဆောင်ရမလဲဆိုတာကျွန်တော်တို့အကိုဆရာရှမ်းနေပြီးတော့အကြံဉာဏ်လေးအနည်းငယ်ရယူချင်တယ်ပေါ့နော်အဲ့ဒါကဒီနေ့မီဒီယာခေတ်ပေါ့နော်မီဒီယာခေတ်ဖြစ်တဲ့အချိန်မှာခုနကို talent ရှိတာကိုဆက်ပြီးသွားနိုင်ဖို့က support လုပ်တယ်မှန်ပါတယ်အဲ့ဒါကတော့ကျွန်တော် church အတိုင်းဝိုင်းတော်၎င်းကိုမိဘဆွေမျိုးအတိုင်းဝိုင်းတော်၎င်းအဲ့ဒါတွေကနေရနိုင်သလိုရချင်မှလည်းရမယ်ဒါပေမဲ့အခုဆိုရင်ပေါင်ညောင်းမှုလေးတယောက် SP ပါဆိုလားတချင်းနေဆိုနေလေနော်နေစားကအဲ့တချင်းဆိုသူ online မှာတင်တယ်ဒီတိုင်းပဲရိုးရိုးလေးပဲတယောက်ကဂီတာတီးပေးတယ် soft black ကလည်းတီးပေးတယ်နော်တီးပေးတယ်အဲ့လိုဆိုတော့သူတို့မှတဖြည်းဖြည်းနဲ့လိုအပ်တဲ့ support လေးတွေဖြည်းဖြည်းရလာတယ်ဆိုလိုတာကမီဒီယာကိုအားကိုးပြီးတော့
နော်အဲ့လေရနိုင်တယ်ဆိုတော့အဲ့ two way ပေါ့နော် two way ကမီဒီယာအားကိုးပြီးတော့သူတို့ကို sport ပေးလာနိုင်တဲ့လူတွေအများကြီးပေါ်လာနေတယ်ဆိုတော့ကို talent ကအရင်ရေးကြည့်တယ်ပေါ့နော်ကိုဖြစ်နိုင်တဲ့လူအခြေအနေကိုရဲ့နာဂတ်ကဘာပြောဆွတောင်းမှာမီဒီယာအဖြစ်တယ်ကောကိုမိဘဆွေမျိုးအတိုင်းကိုတငယ်ချင်းအတိုင်းဝိုင်းအဖြစ်တယ်ကောနော်ရနိုင်ပါတယ်လို့ကျေးဇူးတင်ကျမလည်းပမာလို့ပြောချင်သေးဟိုလေအတီးကိုကြည့်ရင်လည်းအမြဲ stress free ပေါ့နော် worry free ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့လူသားတွေမှာအခက်ခဲဆိုတာတော့ရှိမှာပဲပေါ့နော်ဆိုတော့အတီးရဲ့ဘဝတစ်ခြားလုံးမှာပေါ့နော်အတီးပြောတော့58ရှိပြီဆိုတော့အတီးရဲ့ဘဝတစ်ခြားလုံးမှာအခက်ခဲဆုံးလို့ပြောတဲ့အချိန်ရှိမှာပဲပေါ့နော်ဆိုတော့ပြောပြလို့ရရင်တစ်ခုတော့ပြောပြပြီးတော့ဘယ်လိုကြော်ဖြတ်ခဲ့လဲပေါ့နော်ဒီ challenge လည်းဖြစ်ချင်းဖြစ်မှာပေါ့ဟုတ်ခက်ခဲမှုကတော့ထူးထူးခြားခြားမရှိဘူးနဲ့တူတယ်ဘုရားရဲ့ကျေးဇူးတော်ကြောင့်အားလုံးအစဉ်ချောမြုံပဲခက်ခဲစိတ်လှုပ်ရှားဆိုတာတစ်ခါလေကျရင် US Embassy မှာ interview ဖြေရတဲ့အချိန်ပဲဖြေတာတော့10မိနစ်ပဲair pressure တွေ air stress တွေကတော်တော်များတယ်ဆိုတော့ကျွန်တော်မှတ်မိသလောက်ဆိုရင်တခုပေါ့နော်တခုအဲ့ဒီကကျွန်တော်ဟိုဘယ်လိုခေါ်မလဲဩစတြေးလျရောက်နေတဲ့အချိန်မှာ church တခုကနေပြီးတော့တရုတ် church ပေါ့နော်နိုင်ငံသားတရုတ် church ပေါ့မလေးရှားလာတဲ့လူစုပြီးတော့ဘုရားရှိခိုးတဲ့ church ကျွန်တော် youth pastor ပုံစံမျိုးပေါ့ဒါပေမဲ့ music အဓိကပေါ့နော်ဆိုပြီးတော့ကျွန်တော်တလခေါ်ပြီးတော့အဲ့တလပြည့်တဲ့နေ့မှာကျွန်တော်ဟိုသူတို့လည်းဟိုဘယ်လိုခေါ်မလဲပွင့်လင်းနော်မလို့ကျင်တော့ဘူးပုံစံမျိုးကိုပြောလာတော့ဟာကျွန်တော်တော်တော်ဝမ်းနည်းသွားတယ်ကလေးတွေကတော့ကျွန်တော်တော်တော်ချစ်တယ်ဆိုတော့လူကြီးပိုင်းကသူကကြတော့လေဒီ Bible Public ပုံစံမျိုးနဲ့နည်းနည်းပို့သွားစေခြင်းတယ်ကျွန်တော်လည်း music ပဲဖိတင်တယ်ဆိုတော့အဲ့မှာနည်းနည်းလေးလူကြီးတွေနဲ့ဟိုဖြစ်ပြီးတော့လူကြီးတွေကကျွန်တော်ဆိုတော့အဲ့နေ့ကတော်တော်ဝမ်းနည်းပြီးတော့ကျွန်တော်မှတ်မိတယ်တယောက်တည်းဟိုအကွင်းပြင်ကြီးသူတို့ဟိုဆော့ရဲကွင်းပြင်ကြီးမှာဘေးမှာခုံပြီးရှိကျွန်တော်တနေ့ကုန်ဟိုမှာသွားထိုင်မှာငါဘာများဘယ်လိုပဲမနော်ဖះကိုဖြေတောင်းဒါပေမဲ့အလိုတော်ပဲနောက်ဆုံးတော့ဖះရဲ့အလိုတော်ပဲနော်ဆိုတော့ကျွန်တော်ဒါအဲ့မှာ stuck ဖြစ်သွားရင်ဘာဖြစ်ပုံလဲမသိဘူးနော်ဆိုတော့ဒီထက်ကောင်းတဲ့အခြေအနေအားလုံးကိုကျွန်တော်ဘုရားကဆက်ပြီးတော့ချီးမြှောက်ပါတယ်လို့ကျေးဇူးတင်ပါတယ်ကျမတို့တမိုးရှိရဲ့ဒီအဖို့တန်စကားတွေနဲ့ဒီအတွေ့အကြုံအများကြီးဝင်မြပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ကအစနအတီးဝန်းနေတဲ့အချိန်ကိုတောင်အားကြမိရဲ့အထီပါပဲလို့နော်အခုအချိန်မှာဟိုကျမတို့ဒီဆရာမတာမီထူကနေပြီးတော့အတီးအတွက်မြတ်တာလက်ဆောင်လေးပေးဖို့ဖြစ်ပါတယ်လို့စီလူပါပတိအဝဲနေထောဖို့နေဝဲတိတ်လေလောက်တာပါထွဲလို့ပါပတာအပူနေအဝဲမဆောပါထောဖို့ဟီဘာပါထောဖို့တော့အတူအတောက်ပွားတော့အနော်ကနေတမီလာပမေတာတော့တမီခိုပါမေတာလကစားရွာဟိုဝဲမအဟိကတော့ထောဖို့နေပတိပါတော့ပမူလာလပပူတီဖာစီကောကနေဘာတိုင်တာပါလဟဲလကစားခေါလို့ပတိအတာအမှုဒါလည်းခေါပစကောနေလို့အခင်းနေဘကလေးဆူဓမ္မလာကပေါ်ပတရာဒရာမူတီဖလာဟေဆိုရကတော့တော့ဟေခေါဟေနော်ဒါကုတိကုဘာတီဖာဆူဘူစီဖိုတီဖာအိုတော့အလောစီကောဒါဆိုတော့ပတရာဒိုစပူနေလို့ဒါလို့လဲတောက်တာခဲလဲပကူစိဘိကဆာယာနောက်ဘကမစကောပဒေတရာတရာမတေပါလီဂါ
là cái hi nè trả lời là trả mẹ nhá cái đi lẽ vậy thì phải man nó co mà vậy cái lệ đó mà vậy đã chỉ bảo đã là trả lời trả bữa khé là cái sự khu này xin được bà vậy thì đó cái nhà trả mứ là mẹ đã còn nắm bật đêm trả mẹ đi qua William đêm trả sắc to đêm chú po đi qua này lo đó xin nói tí vậy thì phải chỉ bà vậy thì mẹ qua thì phải là ở đó đã sự ta xứ ở đó đã class đó ta hi lo ta mẹ qua ta sa thì phải bà sa mẹ qua thì phải là ta tu ta sơ đó bé khi ta mà sơ ni mẹ qua thì phải là hi lo ta tập quaအခုနေဝဲပတဲဦးလောဘောအော်ထော်လောဘာသာဘသူလောဖလိတဘလောတကလိတဘလောအားကေဘာဟာလောမေမေဝဲတိတပါလက်ဆက်လကတော်တော့ပုတိတပါနေစလောကခေါ်ခေါ်နာရီတခေါ်ဒီလက်မစားကောစိတနာရီနေမဝဲကောမီဒီဟိုပချိပါအဝတေပပိတိမသကလာတကနေဝတေတူလာတာဗိုင်ယိုလင်းတော့ဝတေဟီလာတာတပပါခုပချိပါဟိုစီတိတပါကာစုယာလာ basic Big 60 so never da ko ga de udra o de ka ba try da ta da kha sunya la ka ma ku ta do du ta la o de ata ta se phok ko lo vi de ko William me bwa da ka la tu lo da ukulele do ti do mu ka bo ba ke ta ta o kha no ukulele ni bwa mi hu phla no da ka di aku ni ko ba ma da phla ro we aku ni bam le so no so nyo de lo ye ye tau ka ni ye ke ba bu da la sai wi za ya la ya so ukulele ko lo Tao đã quý guitar đi đó tra guitar pu 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 lo ta đi bạ sao bên mà bạ sao ở đó ukulele nó vậy là chỉ là yêu cổ đó sao đi bên nàyคนนี้chỉ bảo mấy mẹ đó nói đến điều đóคนนี้ham mấy mẹ reason đi vào đến nạp vào đóคนนี้ก็sẽ liên lạc đó guitar mấy cái là ta đi gặp mấy vào đến bà cả đó thay mấy cái bà cả đó reason vào đến nạp vào đó chỉ cho nên làคนนี้chỉ bảo vì đi qua William là sao là đó pu vào đến hiện là ta bảoคนนี้cái bộ đó cái sĩ bố là vậy thì phá còn này nóคนนี้cái nhà lỡ bố bì lỡ mà lỡ đã thì phá cái hi vậy đã cái sĩ bố sĩ kê lỡ bữa đêm tra tra thì phá cứ đó bữa đêm qua tra tra thì phá vì đó vậy thì đó to bố sĩ thì phá lỡ mẹ đó mà là cái bói đã tra tra thì phá sẽ có vậy thì hết thằng hi vậy thì nó sư để đi mẹ đã về cái trò bố trả hi là cái bói này nó ghé đâu chắc là sẽ thành như sẽ phải làm lên được mạng mẹ đã poli thì bé ta phụ ta cái to cái ai cái này mẹ đã đi sao ai mẹ đã ta cái to lo sốt song là vậy thì phá ta hi lo ta từ tạo cô đấy đó poli thì phá đó ta cái to lấy tạo cô này nó cái tình nhau sẽ có đó Poli di depan ada hi mas ada hi ada ta hi blue bola tra di depan me usiko jadi dasar kita lo ti me hi do ti me wi do wa di depan kesin lo ko ni ti ta klen la ti so me do ti hi ada te ni lo ki nya la video ka pun lo ma to ma te nyo da si ko me da bui yu lo ka ba bli ra da no ko ni wa me he do mi do te me sin lo cái trò giờ thì nó tí ra nó nói cái mà đi đó bị cái mà lên đây đi bà đi bà gì đó cái đam đi đùm bà nó thì bà quá biết từ lúc đó nó bị này mà nhiều rồi đam đi tí bà lên tí ra lên vậy cái mà nó mà Hey, me too that. Why hey yo bi. Cái này là đi ra làm lên nhá. W có cái ya mani di tabila di ra di ma cái sao lên. Hey, cái mà nó bị cái mani là hey. Hey, this day du ba lo kamma kamma de this day du ba la tho de pie no to be la ki la la de ba wa ma lu da la this day du ba o se ko
W กว่าเทกินี่ติเสพยาติดาเนี่ยแกลลินาอุตาสือนวิดีเซนาเทลีดอและตราบุดิพากอดีนั่นละซอปะอุสกดอตัดสิพาแล้วว่าดีกว่าคือดอผู้บริดิพาแล้วก็กีทอกีจูและปฏิญญาว่าได้แล้วจูกีทอล้อคนนี้ว่าติดตรามือก็มีกีจูติดพาก็มีกีอุสกดอตัดสิพานี่ล้อคนนี้ก็บาจิงพาก็เกิดแล้วก็บาจิงพาก็ปฏิปตาเสสวาสวะคือเดิมตราติดพาดอกจูบุแล้วก็ทอกีจูติดพาแล้วมันดีก็ดีนอกันนี่ล้อPembedak baca pala. Ramai muski ke baca pala, kau kerja tak ramai lega. Raja pola ke kita jom, lah kami sui private school begi, asuya jam begi, online class begi. Ramai ke baca pala tu kalau, lah muju asa. Kalau kese, ramai muski ke baca pala tu lah, kau pala ke thojju tu pakai le, kau tak su, saja. လာလောနေတကေကရတာတရမလူကအောစကောနေတကေတပခိကညာစကောတရမလကလူထော်နေပွားတာမဘူးနော်ဘမကပထတာမဘူးတလူထော်ပါလိမ့်မယ်แล้วถ้าตาพลก็เปลี่ยนสู้ถ้าชื่อพานิโลจอบภาษาตาบุสิบกินาดูมานิโลแล้วนัทเอดูอยู่กุตตานิโดนึกที่ว่านัทมีดาลลาพัดดุแล้วก็ตัวนาริเคนิโลแล้วนึกพนดาสุกีกุตตานิโดดาสโตตาอุตตาโกตาเคดาบากิวูติรพามีอุดดิเลภาษาตนากินิโดเปเลครอบโลบาดากิเยภาษาตนากินิโดตมีดาโกดดูมุมุลบัวบาไม่มีข้อนิโดนึกพนดาสุยนัทเอนัทตาอุดดูเบลลืเบลว่ากุตตานิโดแต่หายาอีนึกที่ว่านัทมีดาแล้วนัทสุยสุวาพัดดูเลยปเตอตเตบาดอปหิทอตเลบาติรพากุตตาดอปาดาบลูดูมานิโลปพบลีมีดานิตาเฮลจวาเลนฮิบวาโลมิดมีบาเลนามานิโดประมาณนี้ตเตบาภาษาตนากินิโดปฏิญญาเลโพอาดีอากาเลหกุดเมเมพิโกกลานิโดทหายาอีปพบลีเลอโดนิบาตาสวยลอซอคอบโลมุตาพุทพิวจากเตกตอลูดูปุยดูกุตตานิโดเอาเตอุดตามาลูมาโดโดกตอญานิโดปุเพดกอเคกูวนาพอบาดูบาทิเซลวปาดิปากมาโจยโตกลาติรภากลือโดทหามญานิโดปฏิบาเกตูตาบลูโพตาสุกิกุตตานิโดปสิบลิกินาลปตาดอพลญานิโลยอภาษาลมคุดิโตตาเรตาเกลตบลออีกโอทอตาโตโลตบลอยนิโดเกลตาบาบลอบาดาดอพบลิติภากมานิทาวนิโดปโอดอปตาพุตราดอตาพุตรามุนองซาดาเวตาเรตาเกลกุตตานิโดประมาณนิบาตาสุสวาคอบโลเวติตากเตดอพุตาดอปาดาบลูโดมานิโลปตาวพิโรตาตุกิกิญาลเวติวอสิโกโลปตาดอฮาโดโตนารีอีตาเลยุกุทอยทอตมีลลากมีดาเวตาเลอบานาตาเมคอพลูตาเลปลิกิสาบาสันนากิดอกมีดาเวตาสุเอคอพลูตาเลนาโนโนดอกเกลสุกินิบาโลดับลูดาโปตาสุตาตุมิตามุตาตุกุตากุติสโกนีสุสวากิบาสิโกนิดิกิบโมตาพุตรามุดอตาพุตรานกษาดาเวเวติอุดอตาพิดามาติตภาอุดอพุสิลิสิบาสัตนากิดอลตาเอบาปพบลิติตภาปุนิโดเลสลกตลเลบาอุดอตาตาเกลติตภากุตตานิโดสุสุวาบากิเวติดิตาฮิโลตาดอตาตาเกลตาดุตุโลตาลาติตภากุตตานิโดกมานิบากิตาตุมิตามุตาตุกุตามุตาเลสุเมญากษากตัวอานิโดนิดีโลดีกษาปาทอทอดกษาตุอลตาโพตุพิโกตกาบาปเวลอโดเนดับดุตาโพตาสุยคอพลเวติกุตตานิโดเวดาอามากุตตานิโดเวติสุญญาตามุกมานิบาตาตุมิตามุตาตุกุตาคือดอกฮิโลบาตาเลชอบมุตาตาคือสลกตอเลกิโลบาคีกาลติสกอนิมาสรสุบาสิกอนิกิเวติชิบพอพโกโยบาสุเคกูดิโนกาเดนิโดโลบาสิกอสาตาบุตาสุวาสิกอนิโลดิเนโตตหาญาเลปเมญาโอสิกอดปโพตรามุดอตราติภาสิกอโลปสิบลูนาโดมาโลเวมเตเมตาซาดอตาซาเลคิกาโซตอนาริเค
นี่ดอเลเฮโซเฮกตอดิโตอินี่ดอกาเวดาโดมานี่โลตาซาดิอลูโตดิตาระทักเลโตนี่ดอเอาเตเลกนูเลกปาโอเวดาอามาปาสาตนากิดอปพูบลิตรามุตราเลทหาญายติรพานี่ดอเฮโซเฮกตอเลอติญานาดอกคอบโลเลโดทอบาเลชิโกเลเอนาปลินาปาโดนาคุตานี่ดอปติญาเลมานี่บาตาลูโดပွေโดเลเอตาตาคุโซตาปิตามาคุตานี่ดอปสิบลิเกนาเลนกเตกดอดาซุวาเลเวเตโกดอตบลอคอปสิบลิเกเวเตအတဟီလောတလလစစ်စစ်ကောနီလောဆွေဆူဟာဘာကီဝဲတေတောင်မူဆုညာကဘာလေတာအိုဒီဝဲတာအာမလောဒီမီတာဆာလူဒိုပွေဒိုတေဖာတုန်နော်မီကောလီတာလေပစောအိုဝဲတာဝမူကောပါလမူစာတနီညိုင်းနေနော်ပတတာနေတော့လောတာတမူတာလေပူနေရှိကဝဲကလောလေတာတော့အလကလက်ကိုဘိုတဲ့ကမီတာဆာလူဒိုပွေဒိုတေဖာလေတင်ညာနာလေကလက်ကိုဘိုတဲ့တော့အတားလာလနေဟိနေတာအော်တေဖိုင်နေတော့ကဒုသူပါဝဲအာနေဒိုနေဒီအလောတော့အဒုကတနေကမီဖိုလူဒိုပွေဒိုတေဖာလေဘာတာလေကလက်မီကလက်တော့မူပါဒီနတာဘာတာကိုတော့ဓာတိုဓာမူလာတေဖာအာမလောဓာတိုဓာမူလာတေဖာကလောထောက်ပွဲထောက်ဝဲတော့ကဲတော့တာကပေါ်စထရီတော့ကမေဖိုလူဒိုပွေဒိုတေဖာလဟေထောနတာမီတာလပပွဲလောတာမူပုကတေစကောနီဆွေဆွာကေဝဲတိကိုကတဲ့စီကောနီတကီပါယောပုစာလုံးခုဓာမြာဤပနာခုပါတိုင်ရီဘာမေတာလောတာပွဲလောပတိညာလောပကမေတာတမီမီနေတော့ပကမမေဘွားတေတဖာလဟီလောတာနော်နော်လောပတန်တော့ပပလီတေတဖာလဟာတော့တော်နာရီအီမာလိုမတိုတာတေတဖာနေတော့ပမူလာလမှုတတိကဲတော့ဖိုလီဒိုပွေဒိုမောပါတေတဖာတီမူဝဲဆိုနေတော့တရာမူလေးဟီလောတာတိုရက်ကလေတာတေတဖာတော့ကတီမူဝဲအာနေဒိုနေဒီအနေတကေကိုတတာနေတော့ဆွဆိုအဘာကေပပလီကိုဒီနော်ကတဲ့တဟာမြိုက်တာရီဘာကမေတာလောအိုပွဲ့နော်တာလောတာလောပြီးပါကိုမတနီကဲတော့ဖိုလီဒိုပွေဒိုတေတဖာလစကဖောတော်ဘွားကလူဒါမီတာစကဖောတော်ခရစ်ပိုဒါမီတာစကဖောတော်ရှိကောဒါမီတာစကဖောတော်တောက်ဖို့ဒါမီတာနော်နော်တစ်ကောနီမာစရောဆွေပါစီကောနီဒီကီဒီနေ့တော့ရွာကစားလုံးခုခမစစ်တနီးနေတော့ပတင်ညာလောဖိုပလီတေဖာနေတော့အကျိုးကိုအိုထော်ဝဲတာတော့ကနီလောပါစုဒါမလုံးမဒိုဘူးလောအောက်တေတိုအိုဝီအိုတာပါလောဒါမလုံးမဒိုဘူးနေတော့ပတင်ညာလေဟေလောတီအတာလောဒါဆောက်တော့ကိုကတော့တဲ့တို့နေတော့ခေအီလောဆလကတော့တော့တနီးနေတော့ကပါလောဒါမလုံးမဒိုဘူးကိုတာနေတော့ပလိုဘာစာတာဘိုတာမဆလောဒါဆောက်တော့တာအိုတာဒီတဲ့တာပါလောဘာစာတိုဘာပတင်ညာလောမခုမူလုံးတာလေဒါမလောဘာစာတိုဘာပသဒနာကေတော့အိုလိုရွာစုပခဲလေလောဒါလောပကဘာမောင်းနေတော့ပကဘာမာလောကုတရတော့ဆွေဆွာဘာကေပူဘလီကိုဒီနော်ကတဲ့ကိုတော့ထာဂီတာဘာလလပပွဲအတူအားနေတော့တာတာသူစုတာစုလေတာအိုမာလို့ထိုင်ကိုပွဲလူကွေလေတာလော်ပြီးပါကိုတော့ကစားကီဝဲတဲ့ခုနလဆွေတာလာမနော်တာညောတာပနော်တာကောတော့ကမေဖိုလူတို့ပွေတို့တေဖာလို့တိုပလိုမာဒဒီအတဲတော့အနီတော်လေကဘာလေခေါပလိုဝဲလီလေမီကောဘာသဒနာကီတော့ကမေဖိုတေဖာလို့မနွဲကူရဲ့ကိုတိနော်ကတဲ့ကိုတော့တာတာကရာကိုတော့တာဝူကလစ်ကိုတော့တာတာဆွေကတူလအတမလုံးမတို့ပုနေပလိုဘာစကောစာတာဘိုတာမဆဒိုအာနေလို့ပါယောပကစားလုံးခုဒီနေတော့ပိုစေကတော့ဒေါဘလချိုပိုတေတဖာလောပစီဘလူနာဒိုမာလောတောက်ဖို့အိုတော့ဒါဆွေဆိုဝါဖတ်တို့လောကဒိဒိုထောခုနာတေတဖာတော့မီတာဂီတီတော့မီတာရေဒိုတိုနေတော့ပတိညာစကလည်းနစကောပလိုတီလီဝဲတီနီဘာတနီလေကောပလိုတီဝဲကီတော့ပိုတော့တရာမီတေတဖာလောဟီလောတာလောဆလောတော်လောဘာလောကတာတော့ဆန်ဆွေဆိုဝါကေတရာမူလေဟီလောတာကိုနီနော်ကတဲ့ကိုဂီယောဘာဆုကလေတာကနူလောကေလက်ထမလောအတော့တော်နေတော့ကိုတော့တာဂီဘာလောပွဲဒီနေတော့ပိုဘလီလေခဲတော့မလို့တာကိုတင်းတော့ကတဲ့စီကောနေတော့ဒေါတနီညာဝကဘကလေနတာအဲတော့ဂျော်တီကာအော်လနတာနာဘွာဒီတော့ကပူဖလက်တော့တာပလီတာဖူတာဘာယောဘာဘောတာကောတာခဲတာဘာဒိုဘာချီအလွယ်တေဖာကလူဖဲဝဲတေလေတာပူလလာဖဲဝဲတေမာတာတမီလာလာတော့ဖဲဝဲတေကူထော်ဖာလို့တမီလာလာနေတော့ကမေတာဝလေအတာတူတော့ထောတော်ဝဆုညာကွကွေသေးစကောနေမာစတာဆွေပါစီကောနေတကြီးရွာပစာလုံးခုဒီနေတော့ပဝဲလေဟဲတော့ချိပါတာတာကလေးတမညာအီလုံးမေမိုပါတေတဖာမေကြီးတာစာတေတဖာမေကြီးတာဖိုခိုနာတေတဖာမေကြီးတာဖိုဖိုလီပလေဘောကိုဒီတော့ကတဲ့နေတော့တင်ကြလို့မေတာဆွေဆိုကလည်းပေါ်ဖားတို့တို့နေတော့တာတမှုတာလဲဆုမညာနေတော့ပကမေဖိုတေတဖာလို့အိုတော့တာတာဆုပကမေပါတေတဖာလို့အိုတော့တာတာဆွေကတူလဲတာတမှုတာလဲပကမေဖိုတေတဖာလို့ကဲထော်တာမဆလပပလီတေတဖာဝဘကဲထော်ဒီတာပေါ်တာလောလေဝဲတေတာဒူရောထော်ထော်ကိုဆုညာကွကွေသေးစကောနေပလိုဘတ်စကောစာတာဘိုတာမဆဒိုအာနီလောယောပစာလုံးကိုဒီနေတော့တော်နာရီခေပိုစေကောတော့ပတာမဘူးဖိုလေပပဖိုအော်လေရှောဘုံတာတာခုဆောလောဆာဆူဆူအကေပတာမဘူးဖိုတေတဖာဖဲလေတာတပူလလာဖဲမာတာတမီလလာကမေတာလေရှောဘုံတာတာခုဆောကိုစပိုလေတာကိုခေါ်တဲ့ကမနေပါကေတာဆူဆူကကမနေပါကေတာသူမီတာမှုတော့တာတမှုတာလေမာဒိုအမဘာဒိုတော့လေကေဖိမောက်တော့
လောဘလူဖို့တာဆွေကိုဒီနော်တဲ့ this ကိုနေမှာစက်ကေဘာဘခိထောတာလနာလက်တဟာမြိုင်နေတော့တလောတပွဲပါပမေဖိုးကိစာဘာစာလောပလက်ကွေပလာကွေတာကိစာဘာစာဆွေဆွာကေပွားကိုဒီနော်ကတဲ့အတာလိုတာမူနေတာလောမလောပွဲကွေပွားကိုဒီနော်ကတဲ့အတာတို့တာမူလာဒီဂျာမန်တနိကေလောခရမကိုကိနာတော့စိဘလူကိနာလောတာတော့ဖညာလောတိုင်ပါရွာပကစားလုံးကိုအာမင် ကစားရှိခရဘလူဖို့ရွာတိုင်တာကွီတမ်ဆော့စကီတာရဲလူမူလို့ရွာတော့ကတကခေါ်တာဆွေဆွာတာဆိုတာကမောတာခုတာဖို့ဒါလတ်တာပွဲလေကစားဒီလတ်ဒီဘောခေါပလို့ဘာနစာရီဖို့ရှိခရနေပိုပါလေခရဘူးတော့ဘာချီကဖာပါတော့နာဟုပါကစားကတာတာဆိုတာတော့တာဥတာတာလေခေါပလို့လက်ထာညာဤပဲတီကိုအန်ဒူဟူဒိုဖိုလီဒေဖာလာတရာတရာမဒေဖာလာဟီလောသာတော့ဖိုဒေဖာလာမာလိုယူကလီလီမာလိုဗိုင်ယိုလင်တော့ဝဒေဖာတာမာလိုဆွညာလာတာကူပါကူသေတော်ဟူတော့တနည်းညာရွာပွားမှုမောပါတော့ဘွယ်လာအိုလာသူစမဘူးဘူဒကိုဘာယတကလာဇူမီဒီ Facebook လာဆွေ YouTube ကိုဒီနော်ကတဲ့အလုံးခါဆုညာခုနာလဲမေသူစာသဘောဒီကမေပွားလီဒိုပွေးဒိုဖလိုဆိုလက်တီကောအကောဖလိုဆိုလက်တာကူပါကူသေခူတော့ကဲတော့ပွားပတ်ချီပတ်ကောပွားခိုဒိုနာလေလေခေါချီခေါကောကသေမြာတာဆွေကလောပါလေသူစာတာဝဆာလတာစာတာပုတရာခူတော့သူစာတာဘောကိုဒီနော်ကတဲ့အလုံးခူတော့ထားညိဒါရတာကလေလေပေါ်ထွက်ကလေးပါတာမလို့ဆော့စကီကိုဒီနော်ကတဲ့အလုံးတောင်မူလာပါဒီချီကလေးဒီမဲတူမာဒိုအဘာဒိုမာစီအဘာဒိုတီလာတာလက်တာပွဲခိနေတော့စညာအစိုးစုခခာနေတကေအာမင်အာမင်အာမင်အာดับลูกอดีนอกาเดลอกซาสุเกปุ่มบควาตราตรามุติปากอดีนอกาเดดอมุปากอเดตเกดับลินดอล